အားလုံးပဲမင်္ဂလာပါရှင်ခါရဲ့ကျွတ် channel ကနေပရိသတ်များအားလုံးကိုပြန်လည်ပြီးကြိုဆိုပါရစေ။ကျမတို့ရဲ့ channel ကနေနေ့စဉ်နေ့တိုင်းမှာတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကြောင်းရာတွေကိုပြောပြလို့တင်ဆက်ပေးနေရဖြစ်ပါတယ်။ဒီကနေ့မှဆိုရင်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကြောင်းရာတစ်ပုဒ်ဖြစ်တဲ့ဟိုင်းကြီးကျုံးမော်ကတိုက်ပြက်ကြီးနဲ့ဥစ္စာဆောင်များဆိုတဲ့ဇာတ်လမ်းကားတစ်ပုဒ်ပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပရိသတ်များရှင်ဒီဇာတ်လမ်းကြောင်းရာလေးနားစိတ်ကမှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်သွားပေးပြီးတော့အသစ်သောဗီဒီယိုတွေသိရှိနိုင်စေဖို့ဘေးနားမြင်တွေ့ရတဲ့ notification ခေါင်းလောက်ကိုလည်းတစ်ချက်လောက်ဖွင့်ပြီးအားပေးခဲ့ကြပါအောင်နော်အားလုံးကိုချစ်စစ်တမားတယ်မိတ်ဆွေကောင်တယောက်ရဖို့တင်ရအနှစ်နာခက်ပြီးလိုက်လံရှာဖွေရမလို့ပါအမှန်တရားကိုသာလက်ကိုက်ထားပါအမှန်တရားကိုလိုလားတဲ့မိတ်ဆွေကောင်နဲ့မလွဲမသွေတွေ့ရနိုင်ပါလေအမှန်တရားကိုမှနဲ့တတ်သူသည်တင်ကနှစ်နာခန့်လို့ပေါက်လေမိတ်ဆွေကောင်ဖြစ်လာမှာမဟုတ်ဘူးဘာကြောင့်လဲဆိုရင်တော့အမှန်တရားနဲ့မိတ်ဆွေအတူရောင်နေဟာအတူတွဲလို့ကြာရှိမနေနိုင်ကြောင်ဖြစ်ပါလေရှေ့အခါစာစုတစ်ခုရှိခဲ့ဘူးလေလေးစုဒီပါတိရာရင်မြေစုံးစီတော့ဆိုတဲ့စာပိုက်ပါအမှန်တော့၎င်းစာသားဟာတစ္ဆာတိုင်းနှစ်ပါးသွားအတွက်ရေးဆက်ခဲ့တဲ့စာသားလို့အများကသတ်မှတ်ထားတော်လေအဲ့ဒီတဲ့ပို့လို့အဓိပ္ပာယ်ဖော်ရေးလေးနဲ့တဲ့အဓိပ္ပာယ်အချို့လည်းရှိနိုင်တယ်ရှေးလူတို့ရေးခဲ့တဲ့စာအတော်များများအဓိပ္ပာယ်နှစ်မျိုးထွက်အောင်ရေးသားခဲ့ကြတယ်တာမန်အဓိပ္ပာယ်ကတစ်မျိုးလေးနဲ့တဲ့အဓိပ္ပာယ်ကတစ်သွေးဥပမာဆိုရရင်ဇပယ်တဲ့လေးရောမလေးကွယ်မပန့်ထိုက်ပန်းပြက်ခိုက်ကြုံအပွင့်ရေကုန်တငုံကြက်မှသေးရင်ပန်းညင်သူပြိုနှဲ့နှောင်းရင်ခေါင်းပြီးခဲ့လေဆိုတဲ့စာအဓိပ္ပာယ်ပါတာမန်ကြည့်ရင်တော့မိန်းလေးတယောက်ကလက်ကောင်းချစ်သူကိုဇပယ်ပင်ကိုပမာဏထားလို့ချိတ်ဆိုတဲ့အပိုင်းလို့ယူဆစရာရှိရင်ဒါပေမဲ့လေးနဲ့တဲ့အဓိပ္ပာယ်ဖော်တဲ့သူတွေကတော့တတ္တကဘာမှာမြတ်စွာဘုရားလေးစုပွင့်ငယ်ပြီးတော့လေမိမိအနေနဲ့ဖူးတွေးခွင့်မကြုံတာနဲ့မဖူးခဲကြရဘူးဗဒ္ဒကဘာမှာနောက်ဆုံးပွင့်မို့တဆူချန်နေသေးရင်ပွင့်လာမဲ့မြတ်စွာဘုရားအားဖူးတွေးခွင့်ကြုံလို့လေမိမိကိုယ်ကိုစေကျဲအောင်ကြိုတင်ပြင်ဆင်ထားတဲ့ကြောင့်တတိပေးရဓမ္မရတ္တကြပြတစ်ပိုက်ပါဒီလိုမျိုးလေးစုဒီပါတိရာရင်မြေစုံးစီတော့ဆိုတဲ့စာသားအဓိပ္ပာယ်လေးတခြားသစ္စာတိုင်းနှစ်ပါးသွားမှာအတော့ပြုနိုင်တယ်လို့ဓမ္မရတ္တဘက်ကကြည့်ရင်ကိုက်ညီလှတဲ့နေရာတစ်ခုရှိတယ်လက်ကောင်းနေရာဟာအေယာဝတီတိုင်းငပူတော်မြို့နယ်တွင်းမှာရှိတဲ့ဒီပါရော၄နေရာရှိရဲ့နေရာပါလက်ကောင်းကိုလေးစုဒီပါလို့ခေါ်ပေါ်တယ်ငပူတော်မြို့နယ်ပြင်းမဲ့ချောင်းမှာရှိတဲ့အတွင်းဒီပါအလုံးစက္ကန့်လို့ခေါ်တဲ့ဒီပါရုံစီဒီပသိမ်မြို့နယ်ရွှေရင်တူဒီပါရုံစီဒီတာပေါင်းမြို့နယ်တောင်ညိုဒီပါရုံစီဒီရေကြီးမြို့နယ်တိတာကုန်းမြေဒီပါရုံစီဒီတို့ပါထိုဒီပါစရုံးဝင်လေးစုတို့ဟာလေးစုဒီပါတွေဖြစ်ကြတယ်တိတာရင်မြေစုံးစီတော့ဆိုတဲ့စာအဓိပ္ပာယ်လေးထိုဒီပါလေးစုရှိရနေရကမြန်မာပြည်မြောက်ပိုင်းကအစပြုတဲ့အေယာရီမြစ်ဆုံးရနေရဖြစ်ပြီးရိုးမတောင်နှံကြီးလေအစုံသက်သွားတဲ့နေရပါဒါကြောင့်ရေဆုံးမြေဆုံးနေရလို့သတ်မှတ်နိုင်တယ်မြန်မာပြည်မြောက်ဖျားဘက်ကမြစ်လက်တက်ပေါင်းများစွာမြစ်ခွဲပေါင်းများစွာတို့နဲ့တောင်ရက်ကိုအစိအမြဲစီစဉ်နေအေယာဝတီမြစ်ရင်ဟာအေယာဝတီတိုင်းတွင်းကိုရှောက်မြစ်ဝပေါင်းများစွာတို့နဲ့ပင်လယ်တွင်းကိုစီးဝင်လို့၎င်းရဲ့မိုင်ပေါင်းများစွာစီစဉ်လာခဲ့တဲ့တာဝန်ကိုအစုံသက်သွားတယ်အချိန်တိုင်းစက္ကန့်တိုင်းနဲ့အမျှသစ္စာရှိစွာနဲ့လူတို့ကောင်းကျိုးပြုခဲ့တဲ့အေယာဝတီထိုနေရာမှာပဲအစုံသက်ခဲ့တယ်ဒါကြောင့်၎င်းအစုံတက်ခဲ့တဲ့နေရာကိုအေယာဝတီတိုင်းလို့ဂုဏ်ပြုမှဲ့ခေါ်ခဲ့ကြမှာအေယာဝတီတိုင်းတွင်းမှာရှိတဲ့အေယာဝတီမြစ်ရဲ့နာမည်ကျော်ထွက်ပေါက်အချို့ကပသိမ်မြစ်ဝတက်ကဲတောင်မြစ်ဝရွှေမြစ်ဝပြက်မလော့မြစ်ဝအေယာဝတီမြစ်ဝဘိုးကလေးမြစ်ဝဖျားပုံမြစ်ဝတန်တိမြစ်ဝနဲ့တိုးမြစ်ဝတို့ဖြစ်တယ်အခုပြောပြပေးမယ်အကြောင်းအရာဖြစ်ပေါ်ရာအရက်ဒေတာကတော့ပသိမ်မြို့ဝထွက်ပေါက်မှာတည်ရှိတဲ့ဟိုင်းကြီးကျွန်းပဲဖြစ်တယ်။ဟိုင်းကြီးကျွန်းဟာယခုအခါမြို့နယ်တစ်ခုအဖြစ်အဆက်တိုက်ရှိပြီးစီကားရဲ့နေရာတစ်ခုအဖြစ်ပြောင်းလဲတိုးတက်နေပြီဖြစ်ပေမယ့်ရှေးအခါထိုးတဲ့နေရာမှာရေလုံသားတို့စတဲ့ချတဲ့နေရာတစ်နေရာပါ။မြန်မာတို့အနေနဲ့ဟိုင်းကြီးကျွန်းနေရာကိုလေမိုးခိုရနေရာအဖြစ်လောက်သာအတော်ပြုခဲ့ကြပေမယ့်နေကျဲမျက်နှာဖြူတွေကတော့မြန်မာနိုင်ငံအတွက်တောင်မအဝင်တကားပေါက်တစ်ခုလို့သတ်မှတ်ပြီး1689ခုနှစ်မြန်မာတက္ကရာ1048ခုနှစ်မှာစတင်လို့ဟိုင်းကြီးကျွန်းနေရာခြေကုပ်ယူပြီးလာရောက်နေထိုင်နေမြန်မာတက္ကရာ1104ခုနှစ်မှာ
တန်လင်းမှာမုံမြမစစ်ပွဲတွေဖြစ်နေကြဆက်မှာအင်္ဂလိပ်တို့ကဘေးရန်ရဲ့ကင်းပေးတဲ့ဟိုင်းကြီးကျုံးနေရာကိုရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်။ထိုကျုံးပေါ်မှာပဲခန်းထက်ဆောက်တယ်။ကျုံးမြောင်းနေအရန်တဲ့ပြုတ်လို့တယ်။မျိုးစောင်အမြောက်ကျက်ကြီးများတက်ဆင်လို့ရေတက်စက္ကန့်တပွဲပြုတ်ပြပြီးအခိုင်အမာနေထိုင်ခဲ့ကြတယ်။ထိုအချိန်ကတိုင်းရင်းသားတွေအခြေချေဖြစ်ကြတဲ့မုံမြမတို့မသိမတည့်ဖြစ်နေချိန်အခွေကောင်းရှုလို့အင်္ဂလိပ်တို့ကမြန်မာနယ်နိမိတ်တွင်ဝင်ရောက်ကခြေကုပ်ယူခဲ့ကြချက်မှာဒါကြောင့်ရှေးအခါကအင်္ဂလိပ်တို့ဆောက်လုပ်ထားခဲ့တဲ့အဆောက်အုံကောင်းကြီးတွေကိုတွေ့နိုင်ကြသေးရင်ဟိုင်းကြီးကျွန်းနဲ့ပတ်သက်တဲ့ရှေးရောက်ရာဇဝင်တွေမှတ်တမ်းမှတ်ရမရှိတဲ့ဗဇက်ရာဇဝင်တွေအများအပြားရှိခဲ့တယ်။ရှေးရောက်ရာဇဝင်နဲ့ပတ်သက်လို့သေရိဓမ္မသောကမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ဇေဒီတဆူဟာထိုကျုံထိပ်ပေါ်မှာတည်ရှိတယ်။ထိုဇေဒီတော်မှာနှစ်ပေါင်းများစွာကြာမြင့်တဲ့အခါလေတံမိုးတံညာသီဥရုထန်းတွေကြောင့်ကွယ်ပြောက်သွားခဲ့တယ်။တနေ့တော့ထိုကုန်းတော်ဘောကိုရှမ်းလူမျိုးဖုံးတော်ကြီးတစ်ပါးကြွလာလို့သတင်းသုံးလာရောက်နေထိုင်နေထိုရှမ်းဖုံးကြီးဟာဘယ်ရက်ဒေသကကြွလာခြင်းဖြစ်တယ်ဆိုတာတော့ဘယ်သူမှတော့မသိဘူးထိုဖုံးကြီးကြွရောက်လာတဲ့အချိန်မှာယခုအချိန်မှပြည့်ကြည့်ရင်နှစ်ပေါင်း100ကျော်ခဲ့တယ်ထိုဖုံးကြီးသတင်းသုံးနေတောင်ကုန်းနေရာတော့ကွေပြောင်းနေတဲ့ဇေဒီဟောင်းတဆူရှိချောင်းတော့မသိဘူးနေကန်နေလဲသတင်းသာကြားမိပေမဲ့နေရာအတိအကျမသိဘူးတနေ့တော့ရွာကန်လူကြီးတွေကရှမ်းဖုံးကြီးကိုခေါ်ပြောတယ်ဟိုတောင်ကုန်းထိပ်ပေါ်မှာရှိတဲ့တစ်ပင်မြင့်မြင့်ကြီးရဲ့အောက်မှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်တွေရှိတယ်တစ်ပင်ကြီးကိုဖယ်ရှားတူးဖော်ကြပါလို့ပြောကြတယ်ရွာသူရွာသားတွေလည်းထိုတစ်ပင်ကြီးကိုလှည့်ဖြတ်လို့မြေအောက်ကိုတူးတဲ့အခါတစ်မြစ်တွေအောက်မှာရှေးရောက်ဇေဒီတဆူရဲ့ထာပနာတိုက်ကိုတွေ့ရတယ်ထာပနာတိုက်အတွင်းမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေးတော်များနဲ့တူဒူးကနန်ကြေးကနန်အခရာနဲ့ရေးထားတဲ့စောက်တွေပါတဲ့ကြေးပြားကြီးတစ်ချက်ကိုတွေ့ရတယ်ရှမ်းဖုံကြီးကပင်ထိုကြေးပြားပေါ်မှာရေးထားတဲ့စောက်တွေကိုဖတ်ပြီးအတိတ်ပဲအပြတ်ပေးတယ်ဇေဒီဟောင်းမှာတိရိဓမ္မသောကမင်းကြီးတည်ထားတော်မူခဲ့သောဇေဒီပေါင်း8400နဲ့တဆူပါဝင်ကြောင်းလည်းသိရတယ်နောက်သောအခါထိုနေရာမှာဇေဒီတဆူထပ်မံတည်ပြီးဓာတ်တော်မွေးတော်များနဲ့တူထိုကြေးပြားကြီးကိုပါထာပနာထည့်လိုက်တယ်ရှေးရဇေဒီတော်ရဲ့ဘွဲအမည်ဘယ်လိုပေးခဲ့တယ်ဆိုတာမသိရမို့ကြိုက်တီဇေဒီတော်လို့ဘွဲအမည်တော်ပေးခဲ့တယ်ဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပင်ဟိုင်းကြီးကျော်နဲ့ပတ်သက်တဲ့တမိုင်းเจ้าတွေရှိခဲ့တဲ့တာရကတစ်ခုပါနောက်တစ်ချက်ကရှေးရခါကအင်္ဂလိပ်များဟိုင်းကြီးကျော်မှာနေထိုင်စဉ်ကစောက်လုပ်သွားခဲ့တဲ့တိုက်ပြက်ကြီးတစ်လုံးရှိတယ်ထိုတိုက်ပြက်ကြီးရှိရနေရမှာစောဘောက်အုံးချံတွဲမှာဖြစ်တယ်အဲ့ဒီတိုက်ကြီးရဲ့မှာအင်္ဂလိပ်တွေမြှုပ်နှံထားခဲ့တဲ့ရွှေငွေရတနာတွေသတင်းထွက်ခဲ့တယ်ဒီသတင်းကိုကြားပြီးတော့အရေးစွန်ပြီးဝင်းရောက်ရှောက်ဖွေးသူတွေရှိကြတယ်၎င်းတို့ဝင်းရောက်တူးဖော်တဲ့အချိန်ကညအချိန်ဖြစ်တယ်ဒီလိုတူးဖော်နေစဉ်မှာအပြင်ဘက်ကစစ်ဖက်နဲ့တန်နေကြားရတယ်လှမ်းကြည့်လိုက်တော့လက်ဆွဲမှန်အိမ်ကြီးကင်လို့တနက်တွေထမ်းထားကြတဲ့အင်္ဂလိပ်တွေနဲ့ဂေါ်ရခါစစ်သားတွေဝင်လာတာလှမ်းမြင်ရတာမို့နောက်ဖက်အပေါက်ကနေထွက်ပြေးတယ်နောက်ပိုင်းမှာလည်းတိုက်ပြက်ကြီးအတွင်းကိုအုပ်စာပစ္စည်းဝင်းရောက်ရှောက်ဖွေးကြတဲ့သူတွေတနည်းနည်းနဲ့တက်စီ6ခံရတာမို့နောက်ထပ်မဝင်ဝင်ကြဘူးအထက်ပါဖော်ပြမှုတွေဟာဟိုင်းကြီးကျွန်းနဲ့ပတ်သက်တဲ့ရှေးအောင်ဖြစ်ပျက်တွေဖြစ်ပြီးကြံခဲ့တဲ့နှစ်ပေါင်း100ကျော်ခန့်ကထိုနေရာမှာကြောက်မဖွယ်ကောင်းနေအဖြစ်ပျက်တချို့ရှိခဲ့တယ်ဒီအဖြစ်ပျက်တွေဟာအခုပြောပြပေးမယ်ဇလန်းရဲ့အဓိကအချက်ပါ1885ခုနှစ်မြန်မာတနိုင်ငံလုံးအင်္ဂလိပ်နယ်ချက်တို့ရဲ့လက်အောက်ကိုကျွန်းတပေါဘဝကြားရောက်ခဲ့ရပြီးနောက်နှစ်အနည်းငယ်ကြာမှဟိုင်းကြီးကျွန်းပေါ်မှာထိုဖြစ်ပျက်တွေဖြစ်ပေါ်တယ်။နဂါးရာဇာအငူပေါ်မှာတည်ထားတဲ့မော်တင်စုံဖျားပွဲတော်ကိုနှစ်စဉ်တပေါင်းလာပြည့်နေ့မှာကျင်းပပြုလုပ်တယ်။မြန်မာနိုင်ငံအင်္ဂလိပ်နယ်ချက်တွေအောက်ရောက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်းနယ်ချက်အချို့နဲ့ဖုံးတော်ကြီးတွေကဖျားပွဲတော်ကိုမဖြစ်မနေကျင်းပပြုလုပ်တယ်။ဖျားပွဲတော်မှာမော်လမြိုင်ကျွန်းမျိုးပေါ်ကအရက်ဇက်ပွဲတစ်ပွဲငှားရမ်းပြီးတော့ကပြတယ်။မော်လမြိုင်ကျွန်းမျိုးပေါ်ကဇက်အဖွဲ့ကိုဆက်လီနဲ့ခေါ်ဆောင်လို့ဆက်လီနဲ့ပြတ်ပို့တယ်။ထိုအခါကမော်လမြိုင်ကျွန်းမျိုးပေါ်မှာအောင်တန်းညွန့်ဇက်အဖွဲ့ခင်စန်းတင်ဇက်အဖွဲ့ဘိုးကေစိန်ဆိုင်အဖွဲ့ဇလွန်ဆိုင်အဖွဲ့နဲ့ဘိုးကေတောင်းဆိုင်အဖွဲ့စသည်တို့ရှိကြတယ်။ဒီအခါဘိုးကလေးမျိုးအခုဘိုးကလေးမျိုးမှာနေနာမည်ကြီးဆိုင်အဖွဲ့တွေဇက်အဖွဲ့တွေရှိခဲ့တယ်။ဓမ္မယုံလမ်းမှာရှိတဲ့စိတ်အောင်မြင့်ဇက်အဖွဲ့စိတ်မကျော်ဆိုင်အဖွဲ့စိတ်မြတန်းဆိုင်အဖွဲ့နဲ့ဇလွန်ရင်ဆိုင်အဖွဲ့စသည်တို့ရှိခဲ့တယ်။ခက်ပြက်ချိန်ဖြစ်တော်လေဖျားပွဲကိုမဖြစ်မနေကျင်းပရတာမို့နေကန်ဖုန်ကြီးများနဲ့
ရဲရွာလူကြီးတွေကမော်လမြိုင်ကျွမျိုးကအရက်ဇက်တစ်ခုကိုငှားရမ်းထည့်သွင်းပြီးမော်တင်ဆိုဖျားပွဲကိုကျက်ပါတယ်ဖျားပွဲပြီးတော့ဇက်အဖွဲဆက်လီနဲ့ပြန်ကြတယ်ဆက်လီကပင်လယ်ပြင်ဘက်ဟိုင်းကြီးကျောဘက်ကနေဖြတ်မောင်းချစဉ်မှာလေပြင်းနေကြလာတဲ့မနီမဝေးမှရှိတဲ့ရေလက်ကြားတွင်းကိုဝင်ပြေးချရတယ်ထိုနေရာဘက်မှာလူနေအိမ်ကြီးမရှိပေကမ်းခြေတစ်လျှောက်ဓနိတော်လက်မှုတော်တွေသာရှိတော်တယ်တနေရာမှာတော့ချောင်းဝင်းတစ်ခုရှိပြီးထိုနေရာမှာတော့ကန်းဆက်တစ်လျှောက်ဖြူးခြေထောက်တွေတော့ရှိတယ်ဖြူးခြေထောက်ပင်တွေကိုတချို့ကမန်နဲ့တစ်ပင်နေလို့ခေါ်ကြတယ်ခြေထောက်နဲ့တူတဲ့အမြစ်တွေပေါ်မှာပင်စီအားရှိနေပြီးထိုပင်စီမှလည်းချောချောမွေ့မွေ့မရှိလာပေအမြင့်အဖုတွေနဲ့ကြောင်မွဲဖွယ်ရပုံတရံနေရှိကြတယ်အဝေးရကြည့်ရင်နှာခေါင်းချောချောနဲ့စုံကဝေမျက်နှာတွေနဲ့တရံတူတွေအနေထားမှလည်းကန်းဆက်ကလေးဘက်ထောက်လို့မြေဖက်ကိုလှမ်းမြော့ကြည့်တဲ့ပုံတရံမျိုးပါပင်လယ်ပြင်ဘက်ကလေချမ်းမိလာတဲ့ဇက်အဖွဲပါတဲ့ဆက်လီထိုရေလက်ကြားနေရာလျှောက်တော့ညနေပိုင်းနေဝင်ရေတရောအချိန်ကိုရှောင်းနေပြီညနေပိုင်းချိန်ပဲရှိပေမယ့်လေပြင်းနေကြနေရမို့ပတ်ဝန်းကျင်တစ်ခုလုံးတာမန်ထပ်ပို့လို့မှောင်နေတယ်ဖြူးခြေတော်တော်ရီအုံမိုးနေတဲ့ရေလက်ကြားတက်နေရကိုလျှောက်တော့အရှိန်နဲ့သွားနေတဲ့ဆက်လီဟာဝမ်းပိုက်အောက်ကတစုံတရာနဲ့ညီးလိုက်တယ်လို့မျိုးတောက်ကနေဖြစ်သွားတော့တယ်ရေစူးနေတဲ့ဘက်ကမောင်းဟိအောက်ဘက်မှာတောင်ရှိရထင်နေဆက်လီသမျှရေလက်ဘက်ကိုထွက်လိုက်တယ်ဒီလိုထွက်လိုက်တော့လေဆက်လီဟာတစုံတစ်ခုနဲ့တိုက်မိနေတယ်လို့တုတ်ကနေဖြစ်နေတာအတန်ကြတဲ့အခါဝမ်းပိုက်နဲ့တောက်မြင်ညီးသွားဟန်နဲ့ရှက်သွားတယ်ထိုနေရာရဲ့ဘေးတစ်ဖက်တစ်ချက်တောက်မြင်ပေါ်မှာဒဏီတော်တွေရှိပြီးကမ်းပေါ်မှာတော့ယူးခြေထောက်တွေရှိပါတယ်ဆက်လီရက်သွားတဲ့နေရာမှာရေစူးနေတဲ့ရေနဲ့ပိုင်းနေရာဖြစ်တယ်ဆက်လီဘာကြောင့်ရှက်သွားတာလဲတောင်နဲ့ညီးသွားတာထင်တယ်ရေလေကောင်မှာတောက်မရှိနိုင်ဘူးထိုးဝါးနဲ့ထောက်ကြည့်စမ်းဆက်လီသမားတယောက်ပြောတာနဲ့အလုတ်သမားတယောက်12တောင်ခန့်ရှိရဲ့ထိုးဝါးနဲ့ရေထဲထိုးကြည့်ရင်12တောင်ထိုးဝါးတစ်စုံထိုးတော်လေရေအောက်ကိုမထိုးမိသေးဘူးဆက်လီအောက်မှာတောက်မရှိဘူးဒါပြဘာနဲ့ညစ်ပြီးဆက်လီရရက်နေရလဲငါလေးပဲသိမှလဲသိကြရင်တော့ရေထဲဆင်းကြည့်မှသိမှာပဲဘာကြောင့်လဲဆိုတော့ရေငန်ရက်ဒေတာမှာလေယာထွက်လို့မရတာမို့ရေစာကျွေးခဲ့တဲ့ရေငန်ပိုင်ဥရှင်ကြီးအထုပ်ပတိဆက်ကိုမြို့ဝကျွမ်းမော်ရက်မှာနေကြတဲ့သူတွေတိထားတာကြောင့်ပါဒီလိုနဲ့လေယာနေရမရွေပဲရှိနေတော့အချိန်ကလည်းတက်ပြည့်ပြည့်နဲ့မှောင်ရီတန်းစာပြုတ်လာတယ်ပင်လေပြင်ဘက်မှာတော့တောင်လေချမ်းတွေတိုက်ခတ်နေစေပြီးလှိုင်းလုံးကြီးတွေတဝဝတက်နေတဲ့ကိုအတိုင်းသားပဲကြားရတယ်ဒီတိုင်းဆိုပါကခရီးဆက်ဖို့လည်းမလွင်လှတာမို့ရေလက်ကြားအတွင်းမှာယခုလိုနေရတာပိုကောင်းတယ်လို့ထင်ရတယ်မှောင်လာတဲ့အခါကန်းဆက်တစ်လျှောက်မှရှိတဲ့ဒဏီတော်ဖြူတော်တွင်ကစူးစူးညံ့ညံ့အတန်တွေကိုကြားရတယ်လှမ်းကြည့်လိုက်တော့တနေရာကတနေရာလှုပ်ရှားသွားလာနေတဲ့မီးရောင်နေတဲ့လူရိတ်တွေကိုလှမ်းမြင်နေဆက်လီပေါ်မှာရှိကြတဲ့ဇက်အဖွဲသားတွေရောဆက်လီသမားတွေကပါရွာသူရွာသားတွေအား၎င်းတို့အကူအညီအပေးဖို့ဆင်းလာနေရလို့ထင်တာနဲ့ဝမ်းသာသွားတယ်ဒီအချိန်မှာပဲဒဏီတော်တွင်းကစကားပြောတဲ့နေအတိုင်းသားပဲစားရတယ်လူစားလဲမဲ့လူတွေရောက်နေပြီလားဟေ့ရောက်နေပြီလူစားလဲမဲ့သူတွေရောက်နေပြီတဲ့ဟေ့ငါတို့တွေကြွတ်တော့မယ်လွတ်တော့မယ်ဟေ့ဝမ်းသာလိုက်တာသူတို့မြ мян ခေါ်ပါတော့ပြောဆိုတဲ့နေဆက်လီတွေကအတိုင်းသားပဲကြားရတယ်ဒီလိုကြားနေရတာမို့နားမလဲတယ်လို့တယောက်မျက်နှာတယောက်ကြည့်လိုက်တယ်ဒီရဲ့ချိန်ဓနီပင်နေလှုပ်ရမ်းသွားတာတွေ့လို့လက်ထက်မီးတိုင်နေကြိုင်ထားတဲ့လူအချို့ကန်းဆက်ကိုဆင်ကြတယ်၎င်းတို့မှာရှေးခေတ်ကဝတ်တဲ့အဝေစားတွေဝတ်စင်နေတချို့ကမီးရင်ကြီးတွေကြိုက်ထားတယ်ယောက်ျားရောမိန်းမပါ10ယောက်ခန့်ရှိတယ်သူတို့ထဲကတယောက်ကလှမ်းမိတယ်ခရီးသွားဧည့်သည်တွေလာပြုတ်ဟုတ်ပါတယ်ကျုပ်တို့နဲ့လူစားလဲမလို့လာကြတာမဟုတ်လားဟုတ်ပါတယ်ပြန်ပြောတဲ့အမျိုးသမီးအပေါ်ကလှမ်းမိတဲ့ကိုတဲတဲကွက်ကွက်မကြားတာမို့အလွယ်တကူပြန်ပြောလိုက်တာကိုနဘေးနာမှာထိုင်နေသူတယောက်ကတတိပေးလိုက်တယ်ဟဲ့ဘာကြောင့်ဟုတ်ပါတယ်လို့ပြန်ပြောနေရလဲသူမေးရတဲ့ပဲဘာမှလည်းမသိပဲနဲ့ငါလဲလေတိုက်တဲ့နဲ့ရောနေလို့ကောင်းကောင်းမကြားရဘူးငါနားထဲမှာဖျားပွဲကပြန်လာသလားလို့မေးတယ်ထင်နေရမဟုတ်ဘူးရမ်းပြောမနေနဲ့တယောက်ကတတိပေးတော်လေနောက်တစ်ချိန်လှမ်းမေးတဲ့ခါမှလေတတိလက်လို့ဖြစ်လို့ရခင်တိုင်းပဲပြန်ဖြစ်တယ်ကျုပ်တို့နဲ့လူစားလေးဖို့ရောက်လာကြတယ်မဟုတ်လားပြုဟုတ်ပါနေကျုပ်တို့နဲ့လူစားလေးဖို့ရောက်လာကြတယ်မဟုတ်လားပြုဟုတ်ပါတယ်ရှင်ကာဟိငါတို့ဝတ္တရားတော့ကုန်ပြီသူတို့တွေကငါတို့နဲ့လူစားလဲမလို့
ရောက်လာကြတာလို့ပြောပြီးသွားခေါ်ခဲ့ကြတော့ကန်ဆန်မှာရက်နေကြတဲ့လူတစုဒန်နီတော်ရင်ပြောင်းဝင်နေအတန်ကြတော့ဒန်နီတော်ရင်ကမဲမဲတထန်ကြီးတွေထွက်လာတယ်၎င်းတို့ဟာဒန်နီပင်တွေကိုလက်နဲ့ဖယ်လို့ထွက်လာပြီးတော့လက်ဟာပြင်းကိုဆင်းလာတယ်ချောင်းထဲမှာမှောင်နေပြီဖြစ်တော်လေအလင်းရောင်အချို့ရှိနေသေးလို့၎င်းတို့တထန်နေမသေးမကွေလှမ်းမြင်ရတော့အားလုံးထိတ်လန့်သွားကြတယ်လက်ရာပြင်းမောဆင်းလာကြတဲ့သူတွေလူတွေမဟုတ်ပဲကြောက်မက်ဖွယ်ရကောင်းနေတရေတပတ်တွေဖြစ်တော်တယ်ဒီအခါမှကြောက်တဲ့ကြောင်အော်ဟစ်လိုက်ကြတယ်ကဲတော်မူကြပါဗျို့ကဲတော်မူကြပါရှင်ဒီရတန်နေဟာပြင်းထန်တဲ့လေတိုက်တန်တွေဖုံးလွှမ်းသွားတာမို့ပဝင်းကျက်ကလူတွေမကြားလိုက်ရတော့ဘူးဆက်လီဘောကလူတွေရဲ့ကံကြမ္မာကတော့ဆက်လီဘောမှာပါလာတဲ့သူတွေရဲ့ကံကြမ္မာဟာမကောင်းဘူးနောက်တစ်နေ့မနက်ပိုင်းချိန်မှာရေလက်ချအတွေ့ရှိဝဲပြန်တက်နေရမှာဇက်အဖွဲ့သားတွေလိုက်ပါလာတဲ့ဆက်လီတစည်းနင်းမြုပ်တယ်လို့သတင်းကြားတာနဲ့ဟိုင်းကြီးကျုံးကရွာသူရွာသားတွေရှောက်လာတယ်အချို့ကကမ်းမော်ချေချင်းရှောက်ကြလို့တချို့ကတော့လှေနဲ့လာကြတယ်နင်းမြုပ်သွားတဲ့ဆက်လီဟာတောင်ဆက်တနေရာမှာတင်နေရကိုတွေ့ရလို့ဆက်လီသမားကတော့အသေးအပြောက်မရှိဘူးပတ်ဝန်းကျင်မှာတော့ဇက်တစ်တာတွေဘုံနေရနေရအနှံ့အပြားပြန့်ကျဲတယ်တချို့ကရေထဲမှာမျောပါနေပြီးတချို့ကတောင်ပေါ်တင်ကြနေကန်ဆိုးတာဟာဇက်အဖွဲ့သားအတော်များများရေကူးမကျွမ်းကျင်နာကတကြောင်ပင်လယ်ရေးရဲ့အထကိုမကျွမ်းကျင်နာကတကြောင်မို့အတော်များများသိကြပြက်စီတယ်လူအနှဲငယ်လောက်သာအသက်ရှင်ကျန်ခဲ့ပြီးအတော်များများကတော့သိဆုံးသွားပြီလို့မှတ်တယ်နေထူးဆန်းတဲ့ချက်ကပျောက်ဆုံးသွားသူတို့ရဲ့အလောင်းတွေရှာမတွေ့ရကြမှာရေကြားချိန်မှာချောင်းရီရပေတရာကနှက်တာမို့ရေငုံကျွမ်းကျင်သူတွေဟာရေအောင်ငုံလို့လိုက်လံရှောက်ဖွေတော်လေအလောင်းတစ်လောင်းမှရှာမတွေ့ဘူးပင်လယ်ရေစီအားနဲ့ပင်လယ်တွေကိုမျောပသွားလို့တော်လည်းကောင်းရေတတော်ဝါတွေဆွဲယူသွားခြင်းကြောင့်အလောင်းရှာမတွေ့ခြင်းဖြစ်မယ်လို့ယူဆကြတယ်လူအတော်များများတည်သွားကြတဲ့ပုံမင်းဟုတ်တယ်ဗျကျုပ်တို့အဖွဲ့သားအားလုံး90ကျော်လောက်ရှိတယ်အခု15ရက်လောက်ပဲကြံတော့တယ်ဇက်ဖွဲ့သားတယောက်ငိုတန်းပါကြီးနဲ့ပြောပြတယ်လူ30ကျော်လောက်ပျောက်သွားတာအလောင်းတွေလည်းမတွေ့ရပါလားဟုတ်တယ်ကျုပ်တို့လည်းတက်မနဲ့လုံးလိုက်ရှာနေကြတာပျောက်သွားတဲ့လူတွေတယောက်မှလည်းမတွေ့ဘူးထူးဆန်းလိုက်တာဒီလောက်များတဲ့အလောင်းတွေအားလုံးတော့ပင်လယ်ရင်နဲ့မျောပသွားတာမဖြစ်နိုင်ဘူးတလားမဟုတ်တလောင်းတော့ကြံခဲ့မှာပါအခုတော့ပျောက်ပုံဆန်းလိုက်တာနောက်ဆုံးကြံခဲ့သူတွေမင်းမြန်ကြည့်လိုက်တော့သေဆုံးသွားတဲ့သူတွေယောက်ျားဟာတိတ်မများပြီအတော်များများမိန်းမအလောင်းတွေကဖြစ်လာတယ်မနေ့ပိုင်းချိန်မှာပဲပင်လယ်ထွက်သူတွေပြန်ရောက်တော့ထိုထဲထဲမှာနီမောင်တို့လည်းပါလာတယ်နီမောင်တို့လည်းရေလက်ချားအတွင်းမှာဇက်အဖွဲလှေနေတဲ့တရင်ကြားတော့မို့ဝိုင်းဝန်းအကူကြီးပေးဖို့ရှောက်လာတယ်၎င်းတို့ဟာရေငုံကျွမ်းကျင်သူတွေဖြစ်တာမို့ရေအောက်ကိုငုံလို့အလောင်းရှာကြတယ်နီမောင်စော်ထီငမဲအောင်တို့3ယောက်စလုံးရေအောက်ကိုဆင်းရှာတယ်ရေအောက်ကျမ်းမြင့်မှာတော့ဇက်တစ်တာအချို့ကိုသာတွေ့ရလို့အလောင်းတွေကိုမတွေ့ဘူးနီမောင်ကရေအောက်မှာနေရအနှံ့အပြားလိုက်ရှာရင်စိတ်ထဲကအံ့ဩတယ်မဟုတ်သေးပါဘူးလူ30ကျော်တော့တည်တယ်လို့ပြောတတ်ကြတယ်ဒီလောက်များတဲ့အလောင်းတွေကိုတလောင်းမှရှာမတွေ့ရတော့အံ့ဩစရာပဲပင်လယ်ရေစီးနဲ့ပါသွားရင်လေအားလုံးတော့ပါသွားမယ်တော့မထင်ဘူးရေတရဝါတွေခြိသွားတယ်ဆိုရင်လေအပိုင်းစားတွေကြံ့ငဲ့မှာပါအခုတော့စဉ်းစားရင်းနဲ့လိုက်လံရှောက်ဖေးရတနည်းရောက်တော့ထူးဆန်းတဲ့မြင်ကွင်းတစ်ခုလှမ်းမြင်နေတခြားမဟုတ်ဘူးအထုပ်ပိုးတွေကိုစီပိုက်ထားတဲ့ယောက်ျားမိန်းမအတော်များများရေအောက်တနေရရှိကူပေါကြီးတစ်ခုအတွင်းကိုတန်းစီလို့ဝင်သွားကြတဲ့မြင်ကွင်းမှာနေမောင်ရောက်တဲ့နေရာနဲ့ထိုနေရာကမဝေးလာတာကတကြောင်ပင်လယ်ရေကလေကြည်လင်နေရာတွေမို့မြင်ကွင်းအချို့အတိုင်းသားပဲမြင်ရတယ်ကူပေါတွင်းကိုဝင်သွားကြတဲ့သူတွေဟာလူ30ကျော်ခန့်ရှိပြီးတချို့ကဇက်ပွဲမှာဝစ်ဆင်နေရှေးကအဝတ်စားတွေကိုဝစ်ဆင်နေထိုလူတွေအားလုံးအတွင်းကိုဝင်သွားပြီးတဲ့အခါကူပေါဝမှာကြောက်ပြားကြီးတစ်ချက်နဲ့ပြန်ပိတ်သွားတယ်ကြောက်ပြားကြီးပိတ်သွားပြီးတဲ့နောက်အပေါ်ကလာတာနှုံးတွေဟာဤကြလာလို့မကြမီကြောက်ပြားချက်ကြီးကိုဖုတ်သွားပြီးမြေသားပကတိတိုင်းပြန်ဖြစ်သွားတော့တယ်မဟုတ်သေးပါဘူးငါမျက်စိအမြင်မှားတာပဲဖြစ်မှာပါတွေးတော်ပြီးရေပေါ်ပြတ်တတ်တယ်သူအပေါ်ပြန်ရောက်လာတော့စော်ထီးနဲ့ငမဲအောင်တို့လည်းလှေပေါ်ပြန်ရောက်တယ်ရေတက်လာတဲ့အခါလာဟာပြင်ပေါ်မှာတင်နေတဲ့ဆက်လျကိုကမ်းပေါ်ဆွဲတယ်လို့ပြုပြင်ပေးရတယ်တင်မောသားနဲ့စက်တမအချို့တော့ရွာထဲကိုခေါ်ထားပြီးရွာသူရွာသားတွေကအစားအသောက်ပို့ပေးတယ်အေးမီလို့ဖျားနေသူများနဲ့အချောင်းလွန်ပြီးနေမကောင်းဖြစ်တဲ့သူတွေကိုဆရာကြီးဥပကောင်းကစေကူတယ်
နီမောင်တို့ကလည်းဆရာကြီးဥပတ်ကောင်းနဲ့ဝိုင်းကူပေးကြတယ်။တာမန်ဖြစ်တဲ့ယောဂတွေကိုဆေးကုပေးရတာလွယ်ပေမဲ့စိတ်ထဲမှာအကြောက်လို့ပြီးဥပါဒံဆွဲတဲ့ယောဂတွေကတော့ဆေးကုပေးလို့မရဘူး။ဒါဖြင့်ဘလို့ကုမလဲအဖ။ဥပါဒံကြောင့်ဥပတ်ရောက်တဲ့သူတွေကြတော့ပရိယေသုံးပြီးတော့ကုပေးတယ်။ဥပတ်မှာတရေတစီဖန်းစားတာတို့စုံးကုတ်ဝေပြူစားခံရတာနတ်ဖန်းစားခံရတယ်လို့စိတ်ထဲမှာဥပတ်ရောက်တဲ့လူကိုတာမန်ဓာတ်ကြီး၄ပါးစီနဲ့ကုပေးလို့မရဘူး။အဲ့ဒါပယောဂဆိုတာလားအဖ။ဒါကတော့အားလုံးကိုချုပ်ပြီးအရက်သုံးစကားနဲ့ပြောကြတာ။ပယောဂဆိုတာပြန်မအနောက်ရှက်တစ်ခုခုကြောင့်စိတ်ဝေဒနာတစ်ခုခုဖြစ်နေရလို့အထိပ္ပယ်ရတယ်။အခုဒီမှာရောက်တဲ့လူတွေမှာလည်းတာမန်ယောဂဖြစ်တဲ့လူကနည်းတယ်။ပယောဂနှောက်ရှက်လို့စိတ်ဝေဒနာဖြစ်တဲ့ယောဂတွေကပိုများတယ်။ဒုက္ခတွေအများကိုရွာစော်တဲ့နေရာမှာယာယီကနာပြင်းတွေထိုးပေးလို့ရွာသူရွာသားတွေအစားအသောက်တွေပို့ပေးတယ်။ထိုရက်တွင်းမှာပဲနင်းမြုပ်သွားတဲ့ဆက်လီကိုပြက်လက်ကောင်းဖို့အတွက်ပြင်ဆင်ပေးသူကပြစ်ပေးတယ်။နီမောင်တို့လူငယ်တွေကတော့ဒုက္ခတွေအတွက်လိုအပ်တဲ့ကိစ္စတွေကိုဆောင်ရွက်ပေးရင်ထိုစခန်းမှာပဲအချိန်တော်တော်များများနေကြတယ်။တနေ့တော့ဥပန်ကောင်းတဲ့သူမနက်ပိုင်းရောက်သွားတဲ့အချိန်ထိုစခန်းကလူကြီးတယောက်ကပြောပြတယ်။ကျုပ်တို့ကခမည်းတော်ရွာကိုဒီဘက်မှနေရှိရဲလို့ထင်နေရ။ဟိုဘက်ကမ်းမှလေရွာရှိသေးရအောင်။ဟင်ညဘက်ရောက်ရင်ဆက်လင်မြုပ်တဲ့နေရာရင်ဟိုဘက်ကတနေ့တော်ထဲမှာမီးရောက်နေတွေ့ရတယ်။လူသားနေလဲကြားရတယ်။ဘလို့ကြားတာလဲဗျ။ညတကောင်လောက်ကအဲ့ဒီဒဏီတော်ဘက်ကခေါ်တန်းနေကြားရတယ်။အမှန်တော့၎င်းတို့ဆက်လီနင်းမြောက်တဲ့နေရာတစ်ဖက်ကမ်းမှာရွာမရှိဘူး။ဒဏီတော်လမှုတော်တွေသာရှိရင်အဲ့ဒီဘက်မှာငါးရှာတဲ့လူတွေတော့ရှိကြတယ်။ခမည်းနေကောင်းရင်အဲ့ဒီဘက်သွားကြည့်ကြတာပေါ့။ဥပကောင်နှစ်သိမ့်စကားပြောပြီးတော့စေးတစ်ခွက်တိုက်ထားတယ်။နေလက်ဘက်နားကြတဲ့အချိန်မှာကန်တဲ့ပြင်းထဲမှာလက်ဖေးချမ်းတောက်ရင်စကားပြောကြတယ်။အဘောက်မေးစားတစ်ခုရှိလို့မေးပေါ့။သူပြောတဲ့ဓဏီတော်တွေကမင်းရောက်နေမြင်ရတယ်ဆိုတာဘလို့မျိုးလဲအဖ။ပရလောကသားတွေလှည့်စားတာပေါ့။ပရလောကသားတွေဆိုတာတစေတရေတွေကိုပြောတာလား။ဥစ္စာဆောက်ကျက်တစီတရေဖုတ်ပိတ်တာစတဲ့ရုံးမရှိပဲနာမည်ရှိတဲ့လောကသားတွေကိုပရလောကသားတွေလို့အလွယ်ခေါ်ကြတယ်။အဘကိုပြောအောင်မင်းတင်မောင်မြုပ်ဆဲတဲ့မနက်ကကျွန်တော်ရေအောက်ဆင်းရှာတော့အဲ့ဒီနေရာနဲ့မနီမဝင်းနေရာမှာဂူပေါဝတစ်ခုတွေ့လိုက်တယ်။ညီမစကားကြတော့ဥပတ်ကောက်တက်အပ်တော့အမှုရာနဲ့ကြည့်ရင်သူကကိုအင်းအတွင်ကကိုနေရရာစားနေရင်မျက်မှောင်ကျုပ်လို့စဉ်းစားတယ်။တခြားဘာတွေမြင်ခဲ့သေးလဲ။အဲ့ဒီဂူပေါတဲ့ရှေးခေတ်ဝတ်စားတွေဝတ်ထားတဲ့လူတွေဝင်သွားတာတော့မြင်လိုက်တယ်။20-30လောက်ရှိမယ်ထင်တယ်။မင်းအဲ့ဒီလိုတွေ့ရတာကောင်းတယ်လို့ပြောလို့ရတယ်။မကောင်းဘူးလို့လည်းပြောလို့ရတယ်။ဟင်ဘာဖြစ်လို့လဲအဖ။ကောင်းတယ်ဆိုတာကမင်းအဲ့ဒီလိုမြင်ခွင့်ရတာပရလောကသားတွေနဲ့တနည်းနည်းနဲ့ဆက်သွယ်ရှိလို့သာမြင်ရတယ်။ဘဝဆက်လို့ခေါ်တဲ့အတိတ်ဘဝကသူတို့နဲ့ပတ်သက်ခဲ့ဘူးလေအကြောင်းတစ်ခုခုရှိလို့သာမြင်ခွင့်ရတယ်။ဒီစကားကြောင့်နီမောင်ပါဇက်ဟောင်းသားလေးဖြစ်သွားတယ်လို့နဘေးနားမှာရှိကြတဲ့စောထီးနဲ့ငမဲအောင်တို့လည်းအံ့ဩသွားကြတယ်။အဲ့ဒီနားမှာဘာရှိတယ်လဲအဖ။ရွှေနရီတိုက်ရှိရင်ဟင်ရွှေနရီတိုက်ဟုတ်လားအဖ။ဟုတ်တယ်ရွှေနရီတိုက်ဆိုတာတာမန်တိုက်မျိုးတော့မဟုတ်ဘူး။မြတ်စွာဘုရားကိုရည်စူးပြီးလှူဒန်းထားတဲ့ဥစ္စာပစ္စည်းတွေစောက်ရှောက်ရတဲ့တိုက်ပဲ။အဓိကရှိတဲ့နေရာကအတွဲဒီပါယုံနဲ့မော်ဒယ်ဇုံးကြားမှာရှိတဲ့ရိုးမတောင်ရဲ့မြေပြင်တက်နေရမှာပဲဒီနေရာကအပြစ်တကားပေါက်နေရောပေါ့မော်ဒယ်ဇုံးနဲ့ဒီနေရာပင်လေရေပြင်ကြီးချားနေရဘလို့ဆက်တာလဲဖမြေရောက်ကဆက်တာပေါ့ရွှေနရီတိုက်ကဘလောက်ကြီးတယ်လဲဆိုအရှိဘက်မှာပတ်သိမ့်မြစ်ကန်အနောက်ဘက်မှာရိုးမတောင်ဆွေမြောက်ဘက်မှာအတွင်းဒီပါယုံနဲ့တောင်ဘက်မှာဟိုင်းကြီးကျုံအထိပဲအတွင်းတကား၄ပေါက်မှာဘလူးဆောင်နေအဓိကတကား2ပေါက်ကဒီပါယုံဖျားရှိတဲ့အတွင်းဒီပါတောင်နဲ့မော်တော်ဇုံးဖျားရှိတဲ့ငကရစ်အငူပဲအဘပြောမှပဲသိရတော့တယ်ဒါထက်လူတွေဝင်သွားတာမြင်လိုက်ရတာကောဘလို့အဓိပ္ပာယ်လဲအဖဒါကတော့ပရလောကစကားနဲ့ပြောရရင်တော့လူစားလေးတာပေါ့လူစားလေးတယ်ဆိုတာဘလို့အဓိပ္ပာယ်လဲအဖမြေအောက်ရှေ့အောက်မှာအဓိကရတိုက်ပေါင်း9,900,000ကျော်ရှိရင်ဒီစရင်ကမြတ်စွာဘုရားကိုလှူဒန်းထားတဲ့တိုက်စရင်မဲ့ရှိသေးတယ်ပုဂ္ဂလိကတိုက်တွေမပါဘူးပုဂ္ဂလိကတိုက်တွေထဲမှာအင်းဝဘက်ကဘောဂဗလတိုက်တို့ဖောစောတိုက်တို့ဆို
နာမည်ကြီးရဲ့အဓိကရတိုက်တယ်ပဲအဘပြောမှပဲကြားဖို့တော့တယ်9သိန်း9တောင်9990ခုရှိတဲ့တိုက်စရုံးဝင်ကတော့မြတ်စွာဘုရားကိုရည်စူးပြီးလှူဒန်းထားတဲ့ရတနာပစ္စည်းတွေရှိတဲ့တိုက်တွေပဲအဲ့ဒီထဲမှာအတွေ့ဒီပါယုံနဲ့မော်ဒယ်စုဘုရားတဝိုင်းမှာရှိတဲ့ရွှေနရီတိုက်ကြီးလေးတစ်ခုအပါဝင်ပေါ့အဘလူစားလိုက်တဲ့ဆိုတာဘယ်လိုမျိုးလဲပြောပါဦးအဲ့ဒီဘုရားကိုစောင်းရတဲ့တိုက်ကြီးတွေမှာပရလောကသားပေါင်းများစွာကိုစောင့်ရတယ်အလဲကျတာဝန်နဲ့စောင့်ကြရတဲ့တိုက်ဆောင်နေဟာတာဝန်စိတ်ဓာတ်နဲ့လူပြိုအလဲကျသွားရတယ်တချို့ကတော့တယောက်ချဲသွားတယ်တချို့ကတော့အဖွဲလာလူပြေသွားနေနေဒါပြအခုပြောက်သွားတဲ့လူတွေကရောတိုက်ထဲကိုပြန်ရောက်သွားတာပဲလားအခြေအနေကိုကြည့်ရင်တော့ဒီလိုပဲထေးစရာရှိရင်သူတို့တွေလူစားလေးခံလန်းရတာတေးကြတဲ့လောက်ပဲနေမောင်တို့တွေကနေပြင်းအောင်မှလက်ဖေးစမ်းတောက်ရင်စကားပြောနေတော့နေမကောင်းတဲ့လူတွေထားတဲ့နေရာဘက်ကစူးစူးညံ့ညံ့အတန်နေပေါ်ထွက်တယ်ဟိုဘက်မှာဘာဖြစ်နေရလဲမသိဘူးတွားကြည့်ရအောင်ကြည့်လိုက်တော့တစုံတစ်ခုပူကန်းနေဟန်ရှိပါတယ်ဘာတူလဲဦးပန်ကောင်းကမေးလိုက်တယ်ဆက်လင်နေလို့တေးသွားခဲ့တဲ့သူပါအခုဘယ်ရောက်နေပြီလဲရွှေနရီတိုက်ထဲကိုပြန်ရောက်နေပါပြီလူဘယ်နှယောက်ပြန်သွားရတာလဲ25ယောက်ပါနင်တို့ကတိုက်ထဲပြန်ရောက်ပြီဆိုတော့ဟိုဝါလူတွေဘယ်ရောက်ကုန်လဲတိုက်ချုပ်ဖိုးဖိုးစီမှာခွင်ထောင်းပြီးတော့လူပြည်ပြန်လာကြတော့မှာပါအခုဘာလို့ချင်လို့လာတာလဲကျမတို့เจ้าကိုသိစေချင်လို့လာပြောတာပါနောက်ပြီးကျမတို့တဲ့ရေးဆိုပြီးကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမျှအတန်းဝေပေးပါကောင်းပါပြီလှုပ်ပေးစေချင်လှုပ်ပေးပါမယ်ဒါပေမဲ့ဒီရောက်မှရှိရလူတွေစင်ရင်ကြတယ်တနေ့လုံးမှတနေ့စားရတာဆိုတော့အလှတန်းလုပ်ဖို့ပတ်စံမရှိဘူးဒီတော့ကုသိုလ်ကောင်းမှုပြုလုပ်ပေးစေချင်ရင်တော့လှူဖို့တန်းမှုပေးမှဖြစ်နိုင်မယ်ပေးဆိုမှတော့ထိုက်တဲ့လောက်တော့ပေးရမှာပေါ့ဒါပေမဲ့တခုတော့ရှိရနော်ဥစ္စာပစ္စည်းဆိုတာပေးတိုင်းလည်းမရဘူးမပေးဘဲနဲ့လေရချင်ရတတ်တယ်ဒါတော့သတိပြုရမယ်ဒါတော့ကတ်တရားပေါ့နောက်တစ်ခုလည်းပြောစရာရှိပါသေးရဲ့ပြောစရာရှိရပြောပါတခြားတော့မဟုတ်ပါဘူးဒီရွာမှာရှိကြတဲ့လူတွေနေ့စဉ်အာကုသို့လုပ်တွေပဲလုပ်နေကြတယ်ဒါကြောင့်မကြခင်မှာဒီရွာမိစ္ဆာတွေရောက်လာနိုင်မယ်တတိထားပြီးနေကြဖို့တတိပေးချက်နေကောင်းပါပြီအခုလိုတတိပေးရကျေးဇူးတက်ပါတယ်ကျုပ်တို့တတိထားပြီးနေပါမယ်ကြံတဲ့သူတွေကိုလည်းတတိပေးလိုက်ပါမယ်ခမများပြောတဲ့အတိုင်းနဲ့ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမျှပေးဝေပါမယ်ခမများတို့ဘက်ကလည်းဂရိမပြတ်ပါနဲ့ဒီလိုပြောပြရနောက်ကရုံကရင်နဲ့တတိလက်လို့ဖြစ်နေတော့အမျိုးသမီးဟာတဖြည်းဖြည်းနဲ့ငိမ့်ကျသွားပြီးအိပ်ပျော်သွားတော့နေညီမောင်တို့လည်းကနားပြင်းတဲအတွင်းကပြတ်ထွက်ခဲ့ကြတယ်နောက်ထပ်ရန်နှင်းငယ်အစာမောင်ရေလက်ကြားတစ်ဖက်ကရှိဒန်နီတော်တွင်ကလူတန်သူတန်တွေကကြားလာတယ်ခလင်းကိုတန်တအုပ်နဲ့တအုပ်အော်ဟစ်ပြောဆိုတန်တွေကြားရတယ်ဒီဘက်ကမ်းမှာနေကြတဲ့သူတွေကတော့ရေလက်ကြားတစ်ဖက်ကရှိဒန်နီတော်တွင်ကလူတန်သူတန်တွေကြားရတော့လေအထူးဆန်းတော့မဖြစ်ဘူးဘာကြောင့်လဲဆိုတော့ဒီနေရာဘက်မှာမကြာခဏဆိုသလိုငါးပစုံရှာသူတွေလာရောက်နေလားပြန်သွားလိုက်နေမို့မထူးဆန်းတော့ဘူးပေလေပြမတော်၎င်းမြစ်ချောင်းတွေအတွင်းမှာတော်၎င်းငါးပစုံရှာဖွေချတဲ့သူတွေအလုံးလုံးတဲ့ရှားသည်ရောက်ရင်ထိုကျွန်းမောင်လာရောက်ဆက်ခတ်ချလို့အလုတ်သိမ်းမှကပြန်သွားလိရှိကြတယ်ခါတိုင်းနှစ်တွေကတော့တဦးစားနှစ်ဦးစားလာရောက်နေထိုင်တော်လေယခုနှစ်မှာတော့လူအတော်များဟန်ရှိပါတယ်ခါတိုင်းနှစ်ထက်လူတန်းတွေပိုများလာတယ်လို့ညအချိန်ရှောင်းလာရင်ဒဏီတော်တွင်ကမီးရောက်နေတဲ့ထိတ်နေတယ်ညအချိန်ထိုနေရာဘက်ကပြန်လာတဲ့တန်ခါလေးတစ်စီးဟာဒဏီတော်ဆက်တနေရာကလူတစုလှမ်းခေါ်တာနဲ့လှေကမ်းပေးလိုက်တယ်ငါးရမို့ပါသလားဗျဘယ်စေးရောင်းတယ်လဲတပိတ်တာငါးမှုရောင်းနေညများယူတော့လေရှော့ပေးရတာပေါ့ကျုပ်တို့ရလူများတယ်ဗျပါသမျှငါးတွေတာအကုတ်ချိတ်လိုက်တော့လေရှင်ဟာလှေဝမ်းထဲမှာထည့်လာတဲ့ငါးရှစ်နေကိုဒုံးနဲ့ရိုက်တက်ပြီးတော့ချိတ်ပေးတယ်ဒါပေမဲ့ငါးရချက်ချင်းမသိပဲလူးလို့နေစေပဲငါးပုံးငွေပေးရက်ကငွေရင်းငါးပြားကိုပေးတယ်ငွေရင်းငါးတွေပေးတော့ဟုတ်ပါရဲ့ပြန်စရာအကျွေးမပါဘူးပိုရာယူသားပေါ့ဗျာနောက်နေ့တော့သာငါးပိုင်ဝင်ပေးငါးယောက်နဲ့သူလဲဝမ်းသာအားရနဲ့ရွာကိုပြန်လာတယ်တဲကိုလျှောက်တဲ့အခါမိမဖြစ်သူဝမ်းသာအားရပြတ်ပြောတယ်မိမကြီးဒီနေ့တော့ဟန်ကြပြီကွာဘလို့ဟန်ကြတာလဲတော့ပြောပါဦးငါဒီကနေ့ရှာလို့ရတဲ့ငါးတွေအကုန်ရောက်ခဲ့ရတယ်ဘယ်ကအလိုရှိလို့ဝဲတာလဲအလိုရှိသလားဘာလားတော့မသိဘူးရေလက်ကြားတစ်ဖက်ကမ်းမှရှိရဲ့
ဒဏီတောထဲမှာနေတဲ့လူတွေထွက်ဝယ်လိုက်တာပဲတောကလေမဟုတ်တာအတော်ပြောတယ်အဲ့ဒီဒဏီတောထဲမှာလူတွေမှမနေရတခါတလေမှသာငါးရှာတဲ့လူတွေလာနေရမဟုတ်ဘူးလားငါးရှာတဲ့လူတွေကတော့တောစီမှာငါးဝယ်စားပါမလားမင်းမသိဘဲနဲ့ရှောက်ပြောနေတယ်အခုအဲ့ဒီဒဏီတောထဲမှာဘယ်အားလူတွေလာနေကြလဲမသိဘူးရွာကြီးတစ်ရွာလောက်တော့ရှိနေပြီထင်တာပဲတောကမြင်ခဲ့လို့လားမြင်တော့မမြင်ခဲ့ရဘူးပေါ့ဒါပေမဲ့လူတန်းသူတန်းနေကြရတော့အများကြီးပဲတော်9ယောက်ရတာဘယ်လောက်ရခဲ့လဲယောက်ျားလို့သူကချစ်ချစ်ပေါင်းသိထားတဲ့ငွေရင်းကတပြားကိုထုတ်ပေးတယ်ဟင်ဟဲ့ဒါငွေရင်းကမဟုတ်လားအေးဟုတ်တယ်လေဒီငွေရင်းကငါ့ဖို့ပေးလိုက်တယ်ဟုတ်လားအေးဟုတ်တယ်ငွေရင်းကတပြားဆိုတာနေတဲ့ငွေလားတော့ငါဘာနဲ့ပိတ်တာရောင်းခဲ့ရလို့လေငါရောင်းတဲ့ငါကတော့ငွေရင်းကတပြားဖို့ဘဲပြစ်ပါလေဒါပေမဲ့သူတို့ကပေးလိုက်တာပဲပိုတဲ့ငွေကိုကျွေးမှတ်ထားမယ်တဲ့နောက်မှ9လပေးလို့လေမှားလိုက်တယ်ညအချိန်မတော်ကြီးဘယ်သူဘယ်ဝါမှမှတ်မိရမှာမဟုတ်တာတော့နောက်ပြီးငါးဝဲတဲ့လူတွေကိုလေမှတ်မိအောင်မှထားတာထားလိုက်ပါတော့မိမလောဘစိတ်နဲ့ပြောလိုက်တော့ယောက်ျားဖြစ်သူသဘောကျသွားတယ်အေးအဲ့ဒါပဲကောင်းပါနေဒါပေမဲ့သူတို့ထင်တယ်လို့မဟုတ်ဘူးဒီလိုနေလာတော့တပတ်ခန့်ကြာတဲ့အခါတညတော့လင်မယားနှစ်ယောက်အိပ်ပျော်နေပြီးထရံကိုတပုံပုံနဲ့ပုတ်တန်ကြောင်လှမ်းလို့တယ်ဘာတန်ကြီးပါလေငါတို့ကျွေးကိုပြန်လာပေးဟင်ရှုပ်ကြညအချိန်မတော်ကြီးအနောက်ဘက်ကကျွေးလာတောင်းနေပါလားဘာတူလဲငါလည်းဘဲသိမှလဲဟာငါတို့ကျွေးကိုလာပေးကြဟိနောက်တစ်ချိန်ကျတော့လင်မယားနှစ်ယောက်ကြောက်ကြောက်ရွံ့ရွံ့နဲ့ထရံဘောက်ကပြင်းကိုလှမ်းကြည့်အောင်လက်မိုးတော်ဆက်မှရှမ်းနေတဲ့မဲတဒံကြီးကိုလှမ်းမြင်နေပထမတော့တာမန်လူတယောက်လိုထင်မိကြတော့လေတတိထားလို့ကြည့်တဲ့အခါအရက်အမောင်ရောအလုံးအထည်ပါတာမန်လူတယောက်ထက်ပုံမကြီးထွားနေတာတတိပြုတ်မိရင်ထိုမဲတဒံကြီးဟာအမောင်ရိတ်ထဲရက်နေတော်လေတကုံလုံးအမွှေးအမြင့်နေဖုံးနေရကိုတော်လကောင်နေရဲနေတဲ့မျက်လုံးကြီးကိုတော်လကောင်ဝိုးတော်အလင်းရောင်နဲ့အတိုင်းသာလှမ်းမြင်ကြတော့မို့များစွာကြောက်လန့်သွားကြတယ်ရှုပ်ကြဘလို့လုံးပါလေသူတို့ကျွေးလာတောင်းနေပြီနေသိမ်းထားတဲ့ငွေရင်းကားပြပြန်ပေးလိုက်မကောင်းဘူးလားအိုးရောက်ပြီးသားငွေတော့ပြန်မပေးနိုင်ပါဘူးငွေရင်းကားတပြားဆိုတာနေတာမှတ်လို့သူဘာလို့မလဲလို့စောင့်ကြည့်ကြတာပေါ့ငါတို့ကျွေးကိုလာပေးနော်မပေးရင်ငါတို့အစိုးမစို့ကြနဲ့နောက်တော့မှအစိုးမစို့နဲ့နော်အတန်နဲ့ကြီးတညာလုံးကြားရပြီးအာယုံတက်ချိန်ရောက်တော့မှအတန်တိတ်သွားတယ်ဒီအခါလှမ်းကြည့်လိုက်တဲ့အခါလက်မှုတောဆက်မှရှမ်းနေတဲ့မဲတရံကြီးမတွေ့တော့ဘူးဒီအခါမှလင်မယားနှစ်ယောက်တပ်ပြင်းကိုစီချနိုင်နေနောက်တနေ့မနက်လင်းတော့လင်မယားနှစ်ယောက်တို့ခေါင်းရင်းဆိုင်လို့တိုင်ပင်နေမိမငါတို့ဘလို့လောက်ရင်ကောင်းပါနေသူတို့ကိုပြန်ပေးလိုက်ရင်မကောင်းဘူးလားတော်ကြညတိုင်းလာပြီးကျွေးတောင်းနေခတ်လိမ့်မယ်ဟိုးမဟုတ်တာလက်ထဲရောက်ပြီးသားပတ်စံကိုဘာကြောင့်ပြန်ပေးရမှာလဲဒီပတ်စံလက်ထဲမှာရှိနေလို့လာတောင်းနေအောင်ဖြစ်မှာပေါ့မရှိတော့ရင်လာတောင်းတော့မှမထင်ဘူးဒီတော့ဘလို့လောက်မှလဲတခုခုဝယ်လိုက်ပေါ့ဘာဝင်ကောင်းမလဲတော်ပဲအလုံးလုံးဖို့လှေတစည်းကောင်းကောင်းလိုချင်နေဆိုငွေရင်းကတပြားဆိုကျွန်းသားလှေတစည်းကောင်းကောင်းရှားတာပြီကိုလက်ထဲငွေရှိတော့အဖက်တရံဝယ်ထားလိုက်အေးမင်းပေးတဲ့အကြံကောင်းနေဒီတော့လှေရှာသွားရအောင်မင်းမလိုက်ခဲ့လင်မယားနှစ်ယောက်လှေရှာဖို့ထွက်ခဲ့တယ်နှစ်ယောက်သားငွေရင်းကတပြားကိုကိုင်လို့ဟိုင်းကြီးကျိုးတကြုံလုံးအနှံ့ရှာကြတော်လေလင်ရောင်းမဲ့သူနဲ့မတွေ့ဘူးညနေဆောင်အချိန်လောက်ကိုရောက်ကမှဆိုင်မြမြလှေတစည်းရောင်းမဲ့သူတအုံနဲ့တွေ့ရတယ်ထို့သူကကန်းဆက်တဲ့နေရာ9ရောက်လာသူတအုံသူနဲ့တူအသေးတိုင်းပဲရှိနေသေးတော့ကျွန်းသားနဲ့ပြုတ်လောက်ထားတဲ့လှေတစည်းကိုတွေ့ရတယ်လေယာဆက်နဲ့တောင်ငန်းရှိပြီးလုပ်ငန်းသောအတွက်များစွာအဆင်ပြေလောက်တဲ့အရွယ်စားပါယောက်ျားဖြစ်သူကထိုလေကိုမြင်တွေကစိတ်ထဲကသဘောကျတယ်ပြိုးနောင်ကြီးဟိုမှာကတ်ထားတဲ့လှေကခမည်းလှေလားဟုတ်ပါရဲ့လှေုံမြင်ုံနဲ့သဘောကျလို့မေးရပါဒါထက်မရဘူးလားလိုချင်တော့ရောင်းပါမယ်ဈေးရရောဘယ်လောက်ပေးမှလဲရောင်းမြဝယ်ပြစ်ဆိုဈေးလျှော့ရောင်းမှာပေါ့ကျုပ်တို့လည်းများမှာတော့ပတ်စံညညဆဆတော့မပါဘူးဗျဟောဒီငိုးရင်းကတပြားပဲပါတယ်တင်းမြတ်ရင်တော့ရှောင်းခဲ့ဒီအခါလှရှင်အတန်းကြောင်စဉ်းစားနေကျုပ်လေးကအစ်စ်တိုင်းပဲရှိသေးတော့ဓာတ်ထက်မကတန်ပါတယ်ဒါပေမဲ့ကျုပ်တို့ကအလောက်အကိုင်မကောင်းလိတော့ပေးတဲ့ဈေးနဲ့ရှောင်းပါမည်ဝမ်းတာလိုက်တာဗျာဒါပေမဲ့တခုတော့ရှိရင်ခမများတို့လှေဝဲပေးရင်တော့
ကျောက်တို့ရပြန်ဖို့ပေးအောင်မှလည်းဖြစ်မယ်ခမရဘဲမနေရလေရေးလက်ကြားထဲမှာပါလင်မယားနှစ်ယောက်စလုံးနည်းနည်းတော့သွားတယ်ရေးလက်ကြားဆိုတဲ့အသက်ကြားရုံနဲ့နည်းနည်းတော့လှန့်သွားတယ်ဒါပေမဲ့ဈေးပေါပေါနဲ့ရှာတဲ့ကျွန်းသားတွေကိုလက်လွတ်မခံလို့တာမို့လိုက်ဖို့ပေးဖို့သဘောတူလိုက်တယ်ပြီးတော့ကန်းဆက်မှာပဲငွေရင်းကားတစ်ပြားပေးလို့လှေကိုဝယ်ကြတယ်အချိန်ကလေးနေဝင်ရီတရောအချိန်ကိုရောက်လာပြီးပတ်ဝန်းကျင်တဝိုက်မှာအမောင်ရိပ်တွေဖုံးလွှမ်းစားကပြူလာနေအယောင်းဝယ်ပြီးတဲ့လှေကိုရွာပြန်ပို့ပေးဖို့အတွက်လှော့ထွက်လာခဲ့တယ်ဟိုင်းရီကျုံနဲ့ရေးလက်ကြားမှာမဝေးလာတော့လေရေးဆန်ဖြစ်တာမို့အတော့ကြောင်လှောင်ရတယ်လေရှမ်းအရှိဘက်ကိုမျက်နှာမူလှေဦးကနေထိုင်လို့ယောက်ျားဖြစ်သူပဲ့ပိုင်းကနေလှေလော်တယ်မိမလှေဝမ်းအလင်းမှာထိုင်လိုက်တယ်တဖြည်းဖြည်းနဲ့လှော်လာတော့ရေးလက်ကြားတွင်းကိုရောက်ပြီးထိုနေရာရောက်တဲ့အခါအပုံနဲ့လိုလိုရှားလာတယ်ကန်းဆက်တလျှောက်ဒဏီတော်တွေရှိရမို့လမ်မိုတော်တွေအုပ်စိုးနေရကြောင်းအမောင်တို့ကပုံများနေခမားနေတဲ့နေရာဘဲမှလဲဗျရှင်နားတွေမှာယောက်ျားဖြစ်သူလှမ်းပြီးတော့လေဦးမှာထိုင်လိုက်လာသူဟာအတန်အော်အော်ကြီးနဲ့ပြန်ပြောနေဟင်ခမားတန်ကစောစောနဲ့မတူတော့ပါလားဘလို့ဖြစ်သွားတာလဲဟုတ်ပါရဲ့တော့အပုတ်နဲ့လည်းနှမ်းလိုက်တာလေဦးမှာထိုင်လာသူဟာဓဏီပင်နေကိုင်းကြတဲ့နေရာလက်ညှိုးထိုးပြတယ်ဘာကြောင့်ဒီနေရာလှော်လာစင်မှာပဲလေဦးပိုင်းကတက်ဖြည်းဖြည်းနဲ့လေးလိုစိုက်ကြတယ်ဟာငါတို့လေဘလို့ဖြစ်ပြီးလှေဦးစိုက်လာတာလေယောက်ျားဖြစ်သူပြောလိုက်တော့လေဝမ်းမှာထိုင်လိုက်လာတဲ့မိန်းမကြောက်ကြောက်လန့်လန့်နဲ့လက်ညှိုးထိုးတယ်ယောက်ျားဟိုမှာဟင်လေဦးမှာထိုင်လိုက်လာသူဟာပုံမှန်မဟုတ်တော့ပဲပုံလုံးတမျှကြီးမာနေခန္ဓာကိုယ်ကြီးဖြစ်နေပြီးနေရွယ်ကြီးနှစ်ဖက်ကလည်းသကောလောက်ကြီးထွက်နေတယ်ခမဘလို့ပုံဖြစ်သွားတာလေအမလေးဗျအမလေးတော့ငါအကျွေးပြန်ပြီးအတန်အော်အော်ကြီးနဲ့ပြောလိုက်တော့လင်မယားနှစ်ယောက်စလုံးမှတ်မိသွားပြီးလှေပေါ်ကရေထဲကိုခုန်ဆင်းလို့ထွက်ပြေးကြရတယ်ဒါပေမဲ့တပတ်ကြီးဟာလှေကိုလှော်ပြီးနောက်ကလိုက်လာတာမို့လင်မယားနှစ်ယောက်ကြောက်တဲ့တကြားနဲ့ရေထဲကူးပြေးနေကြရင်လူချင်းကွဲသွားတယ်နောက်တစ်နေ့ရောက်တဲ့အခါမှာလက်နာပြင်ပေါ်မှာတင်နေတော့သူတို့နှစ်ယောက်ကိုငါးဖက်ထွက်လာသူတွေတွေ့ရနဲ့ရွာကိုခေါ်လာတယ်နှစ်ယောက်စလုံးတတိလက်နှစ်ယောက်မို့ဇေဝကုသပေးတော်လေယောက်ျားဖြစ်သူတတိပြန်ရလာပြီးမိန်းမဖြစ်သူကတော့အကြောက်လွန်နာနဲ့တည်ဆုံသွားတော်တယ်ဖျားပွဲရပြန်လာတဲ့ဇက်အဖွဲ့သားတွေလိုက်ပါလာတဲ့ဆက်လီတစီရေးလက်ကြောက်တွေနင်းမြုပ်သွားခဲ့ပြီးရနောက်ပိုင်းထိုနေရာတဝိုက်မှာတရဲတက်စီ6လမ်းလို့မကြာခဏဖြစ်ပေါ်ပြီးတချို့ဆိုထိုနေရာတဝိုက်ကိုပင်မသွားလာဝန်းအောင်ရှိကြတယ်ထိုနေရာတဝိုက်မှာငါးဘက်စုံအထီးအမိကောင်းတာမို့ရခင်ကသွားရောက်ရှောင်ဖွေခဲ့သူတွေရှိတော်လေအခုနောက်ပိုင်းသွားရောက်ရှောင်ဖွေခြင်းတော့မပြုကြတော့ဘူးညအချိန်မှာသွားရောက်လို့ငါးဘက်စုံရှောင်ဖွေတဲ့သူတွေတန်နီးမဟုတ်တန်နီးနဲ့6လမ်းမှုကိုခံရတယ်ကန်းဆက်မှာဂေါ်နဲ့ပစုံရှောင်ဖွေသူတအူးဆိုဂေါ်ထိုးလာစဉ်ကဂေါ်ထဲမှာပစုံနဲ့ငါးတွေတွေ့တာမို့ဖော်ကြည့်လိုက်တော့တကောင်းမှမရှိဘူးဂေါ်ပိုက်ပြဲတဲ့ထင်တာမှုကြည့်တော့လေဂေါ်ပိုက်ဟာအကောင့်တိုင်းပဲရှိသေးတာကိုတွေ့ရတယ်တခြားတစ်ယောက်ကရှေ့ရောက်ဂေါ်ပိုက်ကိုထိုးပြီးရသမျှပစုံငါးတွေနောက်ကလှေဝမ်းထဲကိုထည့်လို့ရှေ့ကိုဆက်ထိုးတယ်လေကျိုးကိုခါမှချီထားပြီးဆွဲယူတော့တဖြည်းဖြည်းနဲ့လေကလေးသက်ထက်400မို့မတင်ငါတာမို့နောက်ကိုလှည့်ကြည့်တော့အမွေးဆုပ်ဖွားနေမဲမဲတကောက်လှေဝမ်းထဲမှာငုတ်တုတ်ထိုင်လို့ပစုံငါးတွေကိုတကြိုးကြိုမြည်အောင်ထိုင်စားလာတာတွေ့ရမို့ကြောက်လန့်ပြီးတော့ထွက်ပြေးတယ်တချို့လည်းရေးလက်ကြားတွင်းမှာဒဏီတော်တွင်းမှာလူတွေရှောင်းနေတယ်တရင်ကြားတာနဲ့သွားရောက်ကြည့်ရှုတယ်ထိုတော်တွင်းမှာတဲတွေထိုးလို့လူအချိုးကနေတာကိုတွေ့ရတယ်ထိုလူတွေဟာရဝေးရရောက်လာကြဟန်နဲ့မျက်နှာချင်းဧည့်သည်တွေကဖြစ်တော်တယ်ဒီထက်ပိုးလို့ထူးဆန်းတာဟာတချို့ကရှေးခေတ်ကဝစ်စင်လေးရှိသောရင်မောအင်ကြီးရှင်းစိတ်အင်ကြီးတောင်ရှိပစုဗလာထမင်းတွေကိုဝစ်စင်တာကိုတွေ့ရတယ်ရခေနှစ်တရလေးထို့ကျုံးမော်တခြားရဝေးကလူတွေလာရောက်စတဲ့ကြနေထိုင်ပြီးတော့တာငါရှောက်ဖွေတယ်နေ့စဉ်မိုးကုံစာရာသီရောက်လာလို့မိုးဦးကြရာသီမေလရောက်မှစက်ခန်းသိမ်းလို့ပြန်သွားတယ်ပယ်လယ်ဝအရက်ဒေသတွေဖြစ်ကြတဲ့ကဒုံအေးရတစ်ပြုတ်ပြင်ခရိုင်စီးကြိုက်ဟိုင်းကြီးကျုံအစရှိရဲ့ပင်လယ်ဝါနဲ့နီးတဲ့အရက်မှာတခြားနေရာကလာရောက်လို့ငါးပစုံရှာကြတဲ့သူတို့စက်ခန်းချရာနေရာတွေလည်းဖြစ်ခဲ့တယ်ယခုနဲ့လေမိုးဦးကြရာသီရောက်ဖို့2လကျော်3လအချိန်ကျန်နေသေးတော့တခြားရက်ဒေသကလာရောက်နေထိုင်သူတွေဖြစ်တယ်လို့ထင်ကြတယ်တခုထူးဆန်းတာဟာ၎င်းတို့ဝစ်စစ်နဲ့အဝတ်စားတွေနဲ့ပုံမှန်တံတန်တို့ကဖြစ်တယ်တနေ့ထိုးနေရဟိုင်းကြီးကျုံးရက
ငါးရှာတဲ့ရွာသား3ယောက်ရှောက်သွားတယ်၎င်းတို့3ယောက်ဟာထွန်းဝင်းစိန်တန်းမြင့်ဆောင်တို့3ယောက်ပါသူတို့3ယောက်တကူတကသွားရောက်ကြည့်ရှုတဲ့အကြောင်းကလည်းတခြားမဟုတ်ဘူးတလောထိုနေရာကပြန်လာစဉ်ကဲဆက်မှာရေချိုးစင်းချတဲ့မိမက်ဖြိုတွေတွေ့မြင်ခဲ့ရတာမို့စုံစမ်းမှုတွေလာခဲ့ကြချက်ပါစိန်တန်းသူတို့ဝတ်တဲ့ဝတ်တရားလေတမျိုးပါလားဇက်တရားလူတွေဝတ်တဲ့ဝတ်စားတွေနဲ့တူလိုက်တာတလောဒီနေရာမှာဆက်လေတစီနှက်သွားတာတဲ့အဲ့ဒီဆက်လေပေါ်မှာဇက်တစ်တာတွေပသွားတော့အဝတ်စားထဲတဲ့တစ်တာတွေသူတို့ရားလိုက်တာနေမှာပါတခုထူးတာဟာတဲစုတွေစောက်ထားတဲ့နေရာကိုရှောက်သွားတော့ထိုနေရာမှာရှိကြတဲ့သူတွေဟာသူတို့ကိုမြင်တော့လေပြောဆိုနှုတ်ဆက်မှုမပြုဘဲကိုယ်လုံးကိုလှုပ်ကြတယ်တနေရာလျှောက်တော့ဒဏီကိုင်းနေတဲ့နေတဲ့လူကြီးတယောက်ကိုတွေ့တာနဲ့မြစ်ဆောင်ကဝင်မရင်သူတို့အနာလျှောက်တော့လေထိုလူကြီးကမောမကြည့်ပဲဒဏီကိုင်းနေကိုတက်မြဲတက်ချတယ်ဘာကြီးတော့ဘယ်ရက်ကလာတာလဲဟိုအထက်ပိုင်းကငါးပစုံရှာဖို့ရောက်လာကြတာလားအင်းအသက်16နှစ်ခန့်အရွယ်ရှိပြီးချောမောတဲ့မိမက်ပြိုလေးတယောက်ထွက်လာတယ်အဘကနားသိမ့်မကောင်းဘူးအကိုရင်အကိုတော့ဟိုင်းကြီးကျွန်းရွာတွေမှာနေကြတာပါအလောက်ကပြန်လာတိုင်းလှည့်ဝင်လာတာကျမတို့အဲ့တဲ့တွေပါဒီနယ်ဘက်မှာအလောက်အကိုင်ကောင်းနေဆိုလို့လာခဲ့တာအခုတော့နေဖို့ထိုင်မှုပဲလုံနေကြသေးရင်ဒါထက်ဟိုင်းကြီးကျွန်းဘက်ကမဝေးလာဘူးမှတ်လားမဝေးလာပါဘူးညီမရဲ့ဒီကနေလှင်းနေလာရင်ရောက်တယ်လိုတဲ့ပစ္စည်းတွေဝယ်ချင်ရင်အဲ့ဒီမှာအလွယ်ရှားနိုင်တယ်တခါမှမရောက်ဘူးတော့လာရမှာတော့ခက်ကြကြောက်ဖြစ်နေလို့ဘာမှကြောက်စရာမရှိဘူးငါညီမတို့လာရင်အကိုတို့နာမည်မေးပြီးသားလာခဲ့လိုတဲ့ကိုကြီးရှိရင်အကိုတို့လိုက်လုပ်ပေးမယ်အကိုနာမည်ကစိန်တန်းလို့ခေါ်တယ်သူတို့နှစ်ယောက်ကမြင့်ဆောင်နဲ့ထွန်းဝင်းလို့ခေါ်တယ်ကျမနာမည်ကမာလာလို့ခေါ်တယ်မြေဖို့နှစ်ယောက်ပဲရှိပါတယ်အကိုတို့နဲ့တွေ့ရတာဟန်ကြတာပဲမနေ့ပြန်ညနေပိုင်းရောက်ရင်ကျမတို့မြည်ရဖို့လာခဲ့ပါမယ်လာခဲ့ပါရွာရောက်တော့မှညနေစာစကြဖို့ချက်ထားလိုက်မယ်အားနာစရာအကူရဲ့ဟိုးဘာမှအားနာစရာမရှိဘူးကိုရွာရောက်တော့ရွာကန်နေရအဲ့ခံရမှာပေါ့မနေ့ပြန်ညနေရောက်တော့တာဆက်လာခဲ့ပါဝမ်းသာအားရပြောဆိုပြီးပြန်မှုပြန်တော့တစ်ချိန်လုံးခေါင်းငုပ်ပြီးဒဏီကိုင်းတက်တဲ့အဖိုးကြီးကလှမ်းပြောတယ်အဲ့တဲ့ကိုထမေးကျွေးရင်ဟင်းကောင်းကောင်းချက်ထားမှဖြစ်မယ်မောင်စိတ်ချအဘကျက်သားအမဲသားဟင်းကောင်းကောင်းချက်ထားမယ်၃ယောက်သားလမ်းရောက်ကမှသူ့အိမ်မှာချက်ကျွေးငါအိမ်မှာချက်ကျွေးမယ်လို့ရင်းခုန်နေနောက်တော့မှစိတ်တန်းအိမ်မှာချက်ကြဖို့သဘောတူတယ်မင်းအိမ်မှာချက်တယ်ဆိုပေမဲ့ငါတို့နှစ်ယောက်လည်းအတူလာစားမှာနော်အေးပါကွာလာစားကြပါပြောဆိုတိုင်ပင်လို့နောက်တနေ့မှ၃ယောက်စလုံးအလုံးမစဲတော့ပြီအဲ့တဲ့လိုက်ထမင်းကျွေးဖို့အာကျိုးမှန်တဲ့ချက်ပြုတ်တယ်ညနေပိုင်းအချိန်လောက်မာလာတို့မြေဖိုးနှစ်ယောက်ရောက်လာတာမို့အသက်ချက်ထားတဲ့ထမင်းတွေကိုကျွေးကြတယ်အားနာစရာအကိုရေဘာမှအားနာစရာမရှိဘူးတကူတကချက်ထားတာဆိုတော့ဝါအောင်သာစားကြပါမိန်းကလေးဟာအစားနဲ့တလောက်အတူပါလာတဲ့အဖိုးကြီးကတော့အစားကောင်းလာတယ်ထမင်းကိုတပတ်ကန်ပြီးတပတ်ကန်ကုံတလောက်ထည့်ပေးသမျှဟင်းဘက်ကနေပြိုက်ကနေကုံသွားတယ်ဟင်းထဲမှာမောင်တို့ရဲ့ဒီအခါမှအဖိုးကြီးဟာအစီပြန်တဲ့မျက်နှာကြီးနဲ့မောကြည့်ပြီးတော့မေးတယ်ထမင်းဟင်းမြမကြံတော့ဘူးလားကွယ်ဟိုချက်ထားတာနဲတော့လို့ကုံသွားပြီအဖအားနာစရာရှိကျမဖိုးကအသက်ကြီးပေမဲ့စားနိုင်သေးရဲ့စံတပြည့်ချက်နဲ့ဝတ်သားတပိတ်တာချက်လောက်ကတော့ဟင်းမိတာနဲ့တင်ကုတ်သွားတတ်တယ်ဟင်အခုလိုထမင်းခေါ်ကြွရလေကျေးဇူးတင်ပါတယ်ကိုကျမတို့စီကိုလေတလဲလာပြီးစားကြပါဦးဟုတ်ကဲ့ဒီအခါ၃ယောက်သားအယိုးပင်မကြံတော့တဲ့ဟင်းဘက်ကနေကြည့်လို့တက်အောင်ပြောစုတယ်အဖိုးကြီးစားသွားတာမြင်လိုက်ကြတယ်မှတ်လားအေးမြင်လိုက်တယ်ကြက်ရိုးအမဲရိုးတွေကိုတော့ပြတ်ထွေးမထုတ်ပြီဒီတိုင်းဝါးစားတာကိုမြင်လိုက်တယ်ဒီရွယ်ကြီးနဲ့ဒီလိုဝါးစားနိုင်တာဟုတ်ပါမလားငါမြင်တာတော့လူတယောက်စားနေရနဲ့မတူဘူးတရေတပတ်ဝင်းနေရဲ့လူတယောက်ထိုင်စားနေရနဲ့ပဲတူတော့တာပဲဟိုတလောကလင်းများနှစ်ယောက်လေးအဲ့ဒီနာသွားရင်နဲ့တယောက်တည်သွားတယ်အဲ့ဒီမှာနေတဲ့လူတွေကလူတွေမှဟုတ်ရလားကွာဒီဖြစ်ပျက်တွေရေလဲချားတော့ဝိုက်ရှိဒဏီတော်တွင်းမှာလာရောက်နေထိုင်ကြတဲ့လူတွေနဲ့ပတ်သက်တဲ့ထိတ်လန့်ဖွယ်ရာတွေကဖြစ်တော်တယ်မကြသေးခင်ချိန်ကလည်းထိုရွာဘက်ကလူတယောက်ဟိုင်းကြီးကျွန်းဘက်ကိုရှောက်လာတယ်အသက်ရွယ်ကြီးရင်လာပြီးမကြမ်းမမာဖြစ်နေဟန်နဲ့ကြုံကရင်ဖြစ်နေတယ်သူကကန်းဆက်ပိုင်းမှာရှိတယ်အိတ်တဲ့အိမ်ကိုဝင်ရောက်ပြီးအကူအညီတောင်းနေတယ်
အဘဟိုဘက်ကမ်းမှာနေရပါနေမကောင်းလို့ဆေးလာကိုရင်နဲ့အဖော်ရီကပြန်သွားကြလို့ဒီမှာတညလောက်တဲပရစီ၎င်းတို့အိမ်မှာလူမမဲအရွယ်ကလေး2ယောက်ရှိပြီးယောက်ျားလေးက4နှစ်သားအငယ်မင်းလေးက2နှစ်သက်မိပါထိုညဧည့်သည်အဖိုးကြီးတညလုံးမအိပ်ဖေးငုတ်တုတ်ကြီးထိုင်နေရကိုတွေ့တော်လေအမှုမဲ့အမဲ့မဲနဲ့အိတ်ကြတယ်၎င်းတို့နေများအိတ်သွားတဲ့အခါငုတ်တုတ်ထိုင်တဲ့အဖိုးကြီးအနှင်းငယ်လှုပ်ရှားတယ်ငုတ်တုတ်ထိုင်နေရကလက်တစ်ဖက်ကအပြင်ကိုရှေ့ထွက်တယ်လက်တက်ကတဖြည်းဖြည်းနဲ့ရှေ့ထွက်ပြီးအိတ်တဲ့ကလေးတယောက်ကိုသွားဆန်နေကလေးကအလက်တကြားထအော်တာမို့အဖေနဲ့မေလက်နိုးပြီးလက်တဲ့ရှေ့ကြီးကပြန်သိမ်းသွားပြီးတော့ငုတ်တုတ်ထိုင်မြဲထိုင်နေတယ်အဖိုးကြီးငုတ်တုတ်ထိုင်တာမြင်တော့မိမလှုပ်သူလှမ်းမိတယ်အဖမအိတ်သေးဘူးလားနေမကောင်းတဲ့ရှေ့ကြောင့်အိတ်မရသေးလို့ပါကွယ်ဆော့ဆော့ကလန့်အော်တဲ့ကလေးလေးပြန်အိပ်ပျော်သွားခဲ့တယ်အားလုံးအိပ်ပျော်သွားတဲ့အခါအမောင်ထဲမှာငုတ်တုတ်ထိုင်နေတဲ့အဖိုးကြီးထံကရှည်လျားတဲ့လက်တစ်ဖက်ကထွက်လာပြီးအိပ်ပျော်နေတဲ့အငယ်လေးကိုဆန့်လိုက်ပြန်နေကလေးကအလန်တကြားနဲ့လန့်အော်တော့အိမ်ရှင်ယောက်ျားနိုးလာပြီးမိကွက်ထောနေဟဲ့မညိုထဆန်းဟဲ့ခလေးလက်အောင်လိုက်တာစူးစူးဝါးဝါနဲ့ဘာဖြစ်တာလဲမသိဘူးသူကမိမဖြစ်သူကထလာပြီးဆွတ်စောကလေအကြီးကောင်လေးထအော်တယ်ဘာဖြစ်ကြတာလဲမသိဘူးဒီအခါအဖိုးကြီးကလှမ်းပြောတယ်စိတ်မပူချပါနဲ့ကွယ်အိမ်မြဲတိုင်းအိတ်ကြပါအဖတညာလုံးစောက်ပေးပါမယ်အိမ်ရှင်လင်များ2ယောက်မောမောပပနဲ့ပြက်အိတ်ကြပြန်နေဒီအခါအဖိုးကြီးဟာခလေး2ယောက်ကိုလက်နဲ့မဆန်းတော့ပြီးကြက်ခိုးစင်မမတက်ထားတဲ့ငချောက်တီကိုလှမ်းယူပြီးပါဇက်ထဲကိုထည့်လိုက်တယ်သူ့ရဲ့လက်ထက်ရှည်ကြီးနဲ့စုံယူလိုက်တဲ့ငချောက်တီအတော်များများပါလာပြီးထိုငချောက်တီကိုတခါတည်းပါဇက်တွင်းကိုထိုးထည့်တော့ပါဇက်ပေါက်ကလည်းအကျဲကြီးပဲဖြစ်သွားတယ်အဖိုးကြီးအယောင်ဆောင်ထားတဲ့တပတ်ကြီးကျက်စင်မောငချောက်တီကိုအတော်များများယူစားပြီးရဲ့နောက်ခွေခွေလေးလှဲအိတ်သွားတော့တယ်မနဲ့မိုးလင်းလို့မိမဖြစ်သူထမဲထချက်တော့ကျက်စင်မောငချောက်တီတိတိတတ်တာရောနေနေရတတိပြုတ်မိနေကိုဖို့မြဒီကျက်စင်မောမှာငချောက်တီရောနေပါလားဘယ်ရောက်ကုန်ပြီလဲငါလည်းဘဲသိမှလဲကြွက်တေကြောင်နေဝင်စားသွားလို့ဖြစ်မှာပေါ့ကြွက်တေကြောင်နေစားရုံနဲ့တော့ဒီလောက်မကုန်ပါဘူးဒီမှာလဲလာကြည့်အောင်ကျက်စင်တစ်ဝက်ရောနေရတော့အေးဟုတ်ပါရဲ့ညတခုံးများဝင်သွားတာလားငါတို့ရမှာလေဒီလိုခိုးတတ်တဲ့လူမရှိဘူး၎င်းတို့လည်းများအလုတ်ဆင်းကြရင်အချိန်ကြီးရဲ့ဧည့်သည်ဖိုးကြီးဟာအိယာကနေမထဘူးဘလို့လောက်မှလဲကိုဖို့မြတညာလုံးငုတ်တုတ်ထိုင်နေပြီးအခုမှအိပ်ပျော်သွားတာဖြစ်နေမယ်အိပ်ပါစီကွာနှုတ်မနေနဲ့သူနိုးလာမှပဲသူ့ဘာသာပြန်သွားလိမ့်မယ်ပေါ်ပေါ်တတပြောဆိုလို့လင်များနဲ့အောင်ပိုက်ချဖို့တောင်ဆက်ကိုဆင်းသွားတယ်ထုံးစံတိုင်းကလေးနှစ်ယောက်အိမ်မှာကြက်ခဲ့တယ်အတက်ကြတော့ခွေခွေလေးအိတ်တဲ့အဖိုးကြီးမျက်လုံးပွက်လာတယ်ပဝင်းကျင်ကိုချင်းနေကြည့်ပြီးဘသူမှမရှိတော့ခလေးနှစ်ယောက်ကိုသူ့နားလာဖို့လက်ရက်ခေါ်တယ်ဒီအခါအကြီးကောင်လေးအနားလာရက်တယ်မင်းကဟိုးဝဲဝဲမှသွားစော်နေအကြီးကောင်လေးအပြင်းထွက်တော့အငယ်လေးဟာလမ်းလျှောက်တက်ကစားအရွယ်အဖိုးကြီးကထိုးကလေးကိုသူ့နားလာဖို့လှမ်းခေါ်တော့ကလေးကအနားရောက်ရှောက်လာတယ်အနားရောက်တာနဲ့ကလေးကိုပွေထားတယ်ကလေးကတော့သူ့ကိုချော့ပြူတဲ့အထင်နဲ့ပြုံးရည်တယ်အတက်ကြတော့အဖိုးကြီးအယောင်ဆောင်ထားတဲ့တပတ်ကြီးခလေးလဲဘင်းကိုစုပ်ကိုင်နေကလေးကစူးစူးဝါးဝါထောင်းကိုတော့အလုံစင်းဖို့ထွက်တဲ့လူ2ယောက်ဝေးကြည့်ရင်ဒီရင်ကကလေးဘာဖြစ်နေရလဲထိုလူ2ယောက်ဝင်လာတော့တပတ်ကြီးကကလေးကိုပြက်လွတ်ပေးတယ်ကလေးကတဝါးဝါနဲ့ငုံမြဲငုံနေတယ်သူ့မိဘတွေအလုတ်သွားပြီထင်တယ်ကလေးကိုနိုးတိုက်ပေးဖို့အိမ်မရမိတုပ်ကိုလှမ်းခေါ်လိုက်စမ်းခါတိုင်းနဲ့ကလေး2ယောက်ကိုအိမ်နီးနားချင်းတွေကကြုံကြိုက်တဲ့သူကဝင်ကြည့်ပေးစားတယ်မိတုပ်ဆိုတဲ့မိမရောက်လာပြီးနိုးတိုက်တော့လေကလေးကအငုံမတိတ်ဖေးကြောက်နေတဲ့ကြောင်အောင်ငုံနေရင်ကတက်သွားလေတော့တယ်ဒီခါလူတယောက်ဆရာကြီးဥပတ်ကောင်တောက်ခေါ်တယ်အိမ်မှာကြံခဲ့တဲ့2ယောက်ကလေတက်နေတဲ့ကလေးကိုပြုစုပေးရမို့အနောက်ဘက်မှာထိုင်းတဲ့အဖိုးကြီးကိုတတိမပြုတ်မိဘူးဥပတ်ကောင်ရောက်တဲ့အခါလူရောင်ဆောင်ထားတဲ့တပတ်ကြီးဘဲချင်းကပျောက်သွားတယ်မသိအိမ်ပေါ်မှာမရှိတော့ဘူးဟိုင်းကြီးကျွန်းမှာတိရှိတဲ့နေရာမှာငကရဲ့အငုံစောနဲ့ပြင်ခရိုင်အငုံစောကြောင့်ပသိမ်မြို့ဝမှာတိရှိတယ်ထိုနေရာကလှမ်းကြည့်ရင်မြန်မာနိုင်ငံအနောက်ဘက်ခြမ်းတစ်လျှောက်တရားကြီးတပ်ဖွဲ့ကရထားတဲ့အနောက်ရိုးမှာတောင်တန်းကြီးကိုအတန်းလိုက်ကိုလှမ်းမြင်နေမြောက်ဘက်ကပသိမ်မြတ်အတိုင်းစုပ်ဆင်းလိုက်ရင်အလဲမှာ3မိုင်ပြတ်နေတဲ့ငှက်ကြကျုံးကိုအရင်တွေ့ရတယ်ငှက်ကြကျုံလွန်တာနဲ့ရေပြင်ပေါ်မှာတောင်မိုးတစ်ခုမျောပါနေတယ်လို့ဟိုင်းကြီးကျုံးကိုအဝေးကနေလှမ်းမြင်နေတချို့ကအဝေးကနေကြည့်ရင်ဟိုင်းစင်တကောင်ဝစ်နေရတဲ့ပုံသဏ္ဍာန်တူတာမို့
ဟိုင်းကြီးကျုံလို့ခေါ်ကြကြောင်းတချို့ကလည်းရှိရခါထိုကျုံပေါ်မှာဟိုင်းစင်အရင်တကောင်နေသူတခင်တို့နေကြကြောင်းထိုဟိုင်းစင်ကြီးကလိမ့်မာတာမို့ကျုံမောင်နေသူတွေရဲ့အလုပ်ကိစ္စတွေကိုကိုညစ်ပြီးလောက်ကင်ပေးခဲ့တာမို့ဟိုင်းကြီးကျုံလို့ခေါ်ဆိုခဲ့ကြောင်းအမျိုးမျိုးအယူအဆရှိခဲ့တယ်ဘလို့ပဲရှိစေဟိုင်းကြီးကျုံလို့အမည်တွေနဲ့ကျွန်းကြီးကိုအဝေးရနေကြည့်ရင်ဟိုင်းစင်တကောင်နဲ့မတူပေမိချောင်းကြီးတကောင်ရေပြင်ပေါ်မှာခက်ရဲရဲပေါ်နေရတဲ့ပုံသဏ္ဍာန်တူပါလေဟိုင်းကြီးကျုံဟာနေဆဲတွေနဲ့ပတ်သက်ရင်တော့ခိုင်မာတဲ့မှတ်တမ်းတွေရှိခဲ့တယ်နေချက်ရမှာလက်မြင်တဲ့အင်္ဂလိပ်တို့ရှေးမြတ်မှာဘရင်နေလက်ထက်တွေကဟိုင်းကြီးကျုံမော့ကိုခြေကုပ်ရှုလို့လာရောက်နေထိုင်နေ1689ခုနှစ်မြန်မာတက္ကရာ1048ခုနှစ်လောက်ထဲကဝင်ရောက်နေထိုင်နေမြန်မာတို့ကဟိုင်းကြီးကျုံကိုပင်လယ်ပြင်ထွက်လို့တာငါရှာဖွေရမှာမိုးလေခိုးရစက္ကန့်တစ်ခုလောက်တော့အတောက်ပြုတ်ပေမယ့်စစ်ရဲအမြင့်ကျွယ်ဝတဲ့အင်္ဂလိပ်တို့ကတော့စစ်ပွဲတွေဖြစ်ပွားလာရင်အခြေစိုက်စက္ကန့်တစ်ခုအဖြစ်အတောက်ပြုတ်ဖို့ကြိုတင်ပြင်ဆင်နေမြန်မာတက္ကရာ1104ခုနှစ်တန်လင်းမှာမိုးနဲ့မြန်မာတို့တိုက်ခိုက်မှုတွေဖြစ်ပွားစဉ်ကပြီးအင်္ဂလိပ်တို့ကဟိုင်းကြီးကျုံကိုရှေ့ပြောင်းလို့ခန့်နဲ့တပ်ဖိပြင်ဆင်ပြီးတော့နေထိုင်နေကြိုက်တီစီတီတော်ကတော့ရှေးအောင်သမိုင်းဝင်စီတီတစုဖြစ်ကြောင်းဌာပနာထိုင်တွင်းမှာတွေ့ရတဲ့ကြီးပြချက်ကြီးပေါ်ကမှတ်တမ်းတွေအရာသိနိုင်နေရန်ဖုံကြီးတစ်ပါးရောက်လာပြီးထိုတောင်ကုန်းပေါ်မှာဒိတ်ထဲဝင်ခဲ့ရမှာတေရီဓမ္မတောကမင်းကြီးရဲ့ကောင်းမှုတော်ဖြစ်တဲ့ဇေဒီဟောင်းရှိကြောင်းသိရတယ်အဲ့ဒီနောက်ဇေဒီဟောင်းရှိရဲ့နေရာမှာပေါက်နေတဲ့တစ်ပင်ကြီးကိုခုတ်တွေဖယ်ရှားပြီးတော့ဓာတ်တော်တွေကိုတွေ့ရပြီးထိုနေရာမှာပဲဇေဒီတဆူထပ်မံတီးကြတယ်ဓာတ်တော်တွေနဲ့ကြေးပြချက်ကြီးကိုဌာပနာထဲလို့ဇေဒီတော်ရဲ့ဘွဲအမည်ကြိုက်တီဇေဒီတော်လို့ဘွဲအမည်ပေးခဲ့တယ်ထိုဇေဒီတော်နဲ့မနေမဝေးမှာပြိုပြက်နေတဲ့ဇေဒီဟောင်းတဆူလည်းရှိတယ်ထိုဇေဒီဟောင်းမှာလည်းရှေးဟောင်းဇေဒီတဆူဖြစ်ကြောင်းသိရတယ်ကြိုက်တီဇေဒီတော်ရှိတဲ့တောင်ကုန်းမှာ360ပေခန့်အမြင့်ရှိတယ်တောင်ကျင်မှာရှေးဟောင်းပုံစံနဲ့ဆောက်လုပ်ထားတဲ့ဖုံးတော်ကြီးကျောင်းတစ်ကျောင်းရှိတယ်ပင်လယ်ဘက်ကိုမျက်နှာမူထားတဲ့တောင်ကုန်းဆောင်တနေရာအုတ်တိုင်းနဲ့ဆောက်လုပ်ထားတဲ့နက်ကုန်းစစ်တစ်စစ်ရှိတယ်တောင်ပိုင်းနက်ကုန်းစစ်နဲ့ဖြစ်တယ်ထိုနေရာနဲ့တက်ငယ်နေနဲ့တောင်ဆောင်တနေရာမှာတော့နောက်ထပ်အုတ်တိုင်းငယ်တစ်လုံးရှိပါတယ်ထိုအုတ်တိုက်တွင်မှာသာသနာတော်2500ပြည့်အထိမ့်မှတ်ဖြင့်ကျောက်စာတစ်ချက်ထည့်သွင်းနေတောင်ကျင်းမှာတော့လွတ်လပ်ရဲ့အထိမ့်မှတ်ကျောက်တိုက်တစ်တိုင်းစိုက်ထူတယ်ထိုအရာတွေကိုဟိုင်းကြီးကျုံးမှာမှီတင်းနေထိုင်ကြတဲ့သူတွေဟာသာသနာရေးဘာသာရေးအပြင်တိုင်းပြည်နဲ့သက်ဆိုင်တဲ့ထူးခြားမှုတွေအလေးထားကြဟန်လည်းရှိတယ်ထိုတောင်ကုန်းပေါ်လှမ်းကြည့်ရင်တော့မျက်စိတဆုံလှမ်းမြင်တဲ့ပင်လယ်ပြင်ကြီးကိုတော့၎င်းအုံတော်တွေနဲ့စိမ့်ညွတ်နေတဲ့ဟိုင်းကြီးကျုံးရောက်ကိုအပေါ်စီးအောင်လှမ်းမြင်နေနီမာဟာပင်လယ်မထွက်ရရက်စုဖျားရှိရာတောင်ကုန်းဘက်ကိုအမြင်ရောက်တယ်သူဟာတောင်ကြီးရောက်တာနဲ့တောင်ကြီးမှာရှိတဲ့ဘုံကြီးကျောင်းကိုဝင်ပြီးဝေယဝစ်စောတွေပြုတ်လို့တယ်ရေခတ်ပေးခြင်းထင်းချောက်ရှာပေးခြင်းကျောင်းအတွင်းအပြင်တပြက်စီလှည့်ခြင်းစားသည်တို့ပြုတ်လို့ပေးတယ်ထိုကျောင်းမှာအသက်60အရွယ်ခန့်ရှိတဲ့မြမဖုံးတော်ကြီးတစ်ပါးတည်င်းသုံးလုံးနေထိုင်နေဖုံးတော်ကြီးရဲ့ဘွဲအမိဥပညာဖြစ်တယ်ကျောင်းမှာကိုရဲနဲ့ကျောင်းသားမရှိပေအသက်ရွယ်ကြီးလာပြီဖြစ်တဲ့ကပ္ပိယကြီးဦးသားမြန်တယောက်သာရှိပါတယ်တရွာလုံးလက်လုံလက်စားများတာမို့ခလေးတွေကိုကြားဖို့လိမရှိပေတက်နိုင်တဲ့အလုပ်တွေခိုင်းစေချရတယ်နောက်ဆုံးဘာလုံးမှမလုံနိုင်ရင်တော့မှလေးခွတက်လက်နဲ့ငှက်ချပစုံကြောင့်လမ်းထားတဲ့စင်နေကိုစောင့်နေနီမောင်ကလူလူတယောက်ဖြစ်တာမို့အလုံနာတာနဲ့ကျောင်းကိုရှောက်ပြီးဝေယဝစ်စာပြုတ်လို့တယ်ပြီးတော့ဖျားကုန်းတော်ပေါ်တက်ပြီးတနေကုန်နေပြီးမှပြန်ဆင်းသွားလိမ့်ရှိရင်ဖုံးတော်ကြီးရဲ့ဘွဲမြင်ရတော့ဥပညာပါကျောင်းမှာကိုရင်းနဲ့ကျောင်းသားမရှိပေအသက်ရွယ်ကြီးလာပြီဖြစ်တဲ့ကပ္ပိယကြီးဦးသားမြိုင်တယောက်သာရှိရင်တရွာလုံးလက်လုံလက်စားတွေများတာမို့ခလေးတွေကိုကြားပို့လို့မရှိပေတက်နိုင်တဲ့အလုပ်တွေကိုခိုင်းစီတယ်နောက်ဆုံးဘာလုံးမှမလုံနိုင်ရင်တော့မှလေးခွတက်လက်နဲ့ငှက်ချောက်ပစုံကြောင့်လှမ်းထားတဲ့စင်တွေကိုစောင့်ရတယ်နီမောင်ဟာလူလူတယောက်ဖြစ်တာမို့အလုံနာတာနဲ့ကျောင်းကိုလျှောက်ပြီးဝေယဝစ်စာပြုတ်လို့တယ်ပြီးတော့ဖျားကုန်းတော်ပေါ်တက်တနေကုန်နေပြီးမှပြန်ဆင်းသွားလိမ့်ရှိတယ်ဖုန်ကြီးဦးပညာကအကိယထိုးခြင်းဝါသနာပါတာမို့ကျောင်းအနောက်ဘက်မှာဖိုကန်းပြုတ်လို့ပြီးအချိန်သိရှိသွေးဖို့ထိုးတယ်အခုလည်းနီမောင်ကျောင်းရောက်လာတဲ့အခါကပ္ပိယကြီးဦးသားမြိုင်ကခေါ်လို့ထမင်းငပြောသီးတွေကျွေးပြီးတော့ဝင်းလက်တောက်ပြောင်နေတဲ့အလုံးလေးတစ်လုံးကိုပေးလိုက်တယ်ဒါကဘာလုံးလေးလဲကပ္ပိယကြီးဖုန်ကြီးကမင်းတို့ထိုးပြီးတဲ့ဓာတ်လုံးမင်းဘာဓာတ်လုံးလဲတော့ငါမသိဘူးအန်ရဲ့ကင်းအောင်ကိုနဲ့မကွာစောင့်ထားမင်းဖျားကုန်းတော့ပေါ်သွားမလို့မှတ်လားဟ
ဟုတ်တယ်ဘာမှမလို့လေဘာမှတော့မှားစရာမရှိဘူးဖျားပန်းအိုးတွေပန်းနေမရှိရင်တော်ပန်တောင်ပန်းလေးတွေရှောက်ပြီးထိုးထားခဲ့နောက်ပြီးမင်းလည်းဖျားကုန်းတော့ပေါ့မိုးချုံနေဝင်မှတ်နေနဲ့ဘာဖြစ်လဲလဲကပ်ပြရရင်အခုတလောငါတို့ကျုံးပေါ်မှာတခြားရွှေပြောင်းလာတဲ့ပရလောကသားတွေအများကြီးပဲလို့ဖုံညပြောတယ်မနေ့ကအာယုံတက်ချိန်ဖုံကြီးဖျားကုန်းတော့ပေါ်တက်သွားတော့ဒီပစည်းလဲနေမိန်းလေးတယောက်တွေ့ရတယ်လို့ငါ့ကိုပြောတယ်နီမောင်ဟာခေါင်းညိတ်ပြီးဖျားကုန်းတော့ပေါ်တက်ခဲ့တယ်နီမောင်တက်တဲ့ချိန်ကနေ့လယ်ပိုင်းအချိန်ဖြစ်ပြီးမြမိုးအုံနေရနဲ့နေအောင်ကြီးကိုမတွေ့ဘူးကုန်းတော့ပေါ်ရောက်ခန့်နေတော့တင်းပြန်းနဲ့ပန်းရက်နဲ့အချို့ကိုရှားနေတယ်ရင်ပြင်းတော်ပေါ်ရောက်တဲ့အခါဖျားပန်းလဲတဲ့အမျိုးသမီးတယောက်ကိုတွေ့ရတယ်အမျိုးသမီးကသူ့ရှိရဘက်ကိုကြော်ခိုင်းပြီးဖျားပန်းလဲနေတယ်စပင်ကိုတပတ်ရှုထုံးပြီးကြောဘက်ကိုချထားတယ်ရင်မောအင်းကြီးနဲ့ထမိန်ကိုဝစ်စင်လို့အသက်18နှစ်အရွယ်ခန့်ရှိတယ်နီမောင်ကထိုးအမျိုးသမီးလှမ်းမြင်လိုက်တာမို့ကပ်ပြရမှားလိုက်တဲ့စကားတွေကိုသတိရပြီးတော့အပေါ်ကိုဆက်တက်တဲ့မတက်တဲ့ချီတုံချတုံဖြစ်လို့ရှမ်းနေတယ်ဒီအခါအမျိုးသမီးကဖျားပန်းနေလဲပြီးတော့ဟန်နေအနောက်ကိုလှည့်ကြည့်ပြီးတော့တစ်ချက်ပြုံးပြနေဖျားဖူးမလို့လားလာလေအကိုကဒီရွာကလားဟုတ်ပါတယ်ကျွန်တော်ဖျားပေါ်တက်ပြီးဝေယဝိဆလုပ်ပေးနေရပါကောင်းတာပေါ့ရှင်ကျမတော်ရောက်တော့ရောက်ခိုက်ဖျားပန်းနေလဲပေးနေရဒါတဲ့ဘယ်ရွာကလဲဟင်ကျမတို့ကခုမှပြောင်းလာတဲ့အလူသက်တွေပါကျိုးအနောက်မှာနေကြတယ်အကိုကရောဒီရွာကပဲလားဟုတ်ပါတယ်ကျွန်တော်နာမည်နီမောင်လို့ခေါ်တယ်ကျမနာမည်ကမြသိန်းကျူလို့ခေါ်ပါတယ်ဒါထက်အကိုတနေရာမှာမြင်ဘူးသလိုပဲဘယ်နေရာမှာမြင်ဘူးတာပါလဲကျမမှတ်မိပြီဇက်အဖွဲ့တွေလှင်းတဲ့တုန်းကအကိုတို့လာပြီးအကူကြီးပေးကြသေးရမှတ်လားအဲ့ဒီတော့မြင်ဘူးလိုက်တာဒါထက်ရေလက်ကြားထဲမှာလေလူသစ်တွေရောက်နေရဲ့လို့သတင်းကြားရတယ်အတူတူပဲလားဟင်မတူပါဘူးသူတို့ကတက်တက်နေကြတာအေးဗျာအခုလိုတွေ့ရတာတော့ဝမ်းသာတယ်ကျွန်တော်တို့ကရွာကန်နေဆိုတော့လိုတဲ့ကိုကြီးရှိရင်လေပြောပါကဲကျွန်တော်ဖះကုန်းတော့ပေါ့တက်ရှင်းလောက်အောင်မင်းမြာသိန်းယူခေါင်းကြီးပြတာနဲ့ဒီမောင်ကဖះပတ်ဝန်းကျင်တော့တက်ရှင်းလိုက်လို့တယ်ဒါပေမဲ့စိတ်ကမဖြာဘူးမြာသိန်းကျူဆိုတဲ့မိန်းကလေးရှေ့ရောက်စိတ်ကရှောင်းနေတယ်မြာသိန်းကျူကတနေရာမှာထိုင်ပြီးဖះရှိခိုးတယ်ဒီမောင်ကသူမကိုနှောက်ယှက်ဖြစ်မှဆိုတာနဲ့တခြားနေရာသွားလို့ပြီးအတက်ကြမှာထိုးနေရာကိုပြက်ကြည့်တော့မြာသိန်းကျူရင်မြင်တော့မှမတွေ့ရတော့ဘူးရင်မြင်တော့တဝိုက်လိုက်ကြည့်တော့လေမတွေ့ရတော့မှအောက်ကိုဆင်းတဲ့လမ်းကိုလှမ်းကြည့်တော့တပတ်လေးပခုံးပေါ်တင်ပြီးအောက်ကိုဆင်းသွားတဲ့မြသိန်းကျူရဲ့ကြောပြင်ကိုတွေ့ရတယ်နေ့စဉ်ဆိုသလိုဖုန်ကြီးဥပညာမနေ့ပိုင်းအာယုံတက်ချိန်ရောက်တာနဲ့ဖះရင်မြင်တော်ပေါ်တက်လို့ဖះဝတ်ပြူတယ်ရခင်ကထူးခြားမှုမတွေ့ရတော့လေအခုနောက်ပိုင်းတော့ထူးခြားမှုတွေတွေ့ရတယ်တခြားမဟုတ်ဘူးဖះရင်မြင်တော်ပေါ်မှာဒဇိန်းတို့မကြခဏတွေ့နေရခြင်းမှာတခါတရံမိန်းလေးတယောက်ထဲသာတွေ့ရပြီးတခါတရံမှာတော့တခြားအဖော်လေးနဲ့တွေ့ရတယ်၎င်းတို့ဖះကိုလာတဲ့အချိန်အာယုံတက်ချိန်နဲ့ညနေဆောင်အချိန်မှာဒါပေမဲ့ဖုန်ကြီးဥပညာတိတ်တိရှိရဲ့ဓလုံးကိုရရှိထားပြီးဖြစ်တာမို့ဘယ်အရာကိုမှစောက်ရွံ့မှုတော့မရှိဘူးအခုလဲဝတ္တရားမပြတ်အာယုံတက်ဆအချိန်ဖះရင်းမြင်မော်တက်သွားတော့မိန်းလေးတယောက်ဖះရှိခိုးနေအောင်တွေ့ရတယ်ဥပညာတက်လာတာကိုမြင်တော့မိန်းကလေးကနေရာကနေထလာတယ်ဖုန်ကြီးရှေ့ကိုရောက်တော့လက်အုပ်ချီလို့ပြောတယ်အရှင်ဖះဒီတောင်မှတရင်တောင်းရတာအနောက်ရှက်ကဲမရလားဖះတောင်မိုင်ကြီးရဲ့ကိုကြီးပေးမှုကြောင့်အဲ့နဲ့ကဲမနေဒါတဲ့ဘယ်ရလာတာလဲတပည့်တော်တို့ကဧည့်သည်တွေပါဖះပရလောကသားတွေမဟုတ်လားမှန်ပါတယ်ဖះရွှေနရီတိုက်ကလူစားလဲပြီးရောက်လာကြတဲ့သူအခုဘယ်မှနေရလဲကျိုးရင်အနောက်ဖက်မှာပါရေလက်ကြားထဲမှာနေကြတဲ့လူတစ်တွေနဲ့မတူဘူးလားမတူပါဘူးဖះသူတို့ကတိုက်ဆောက်တရဲတပတ်တွေပါလူစားရောက်လာလို့ဒီမှာလာနေခွင့်ရတာပါအချိန်စိတ်ရင်တိုက်ထဲကိုပဲပြန်သွားရမှာပါသူတို့ကရွာတွေကလူတွေကိုအတော်လေးဒုက္ခပေးတယ်လို့သတင်းကြားရတယ်တကယ်မတို့ကကောက်ွယ်တားဆီးပေးလို့မရဘူးလားမရပါဘူးဖျားတိုက်ထဲမှာရှိနေတော့ကတော့အမိန်ပေးစိတ်ခိုင်းလို့ရတာပါအခုအပြင်းရောက်သွားတဲ့အချိန်တပည့်တော်တို့ပြောလို့မရတော့ဘူးသက်ဆိုင်ရာပုံကိုယ်တွေကစိတ်ခိုင်းမှရတော့မှာပါအခုဘာကိစ္စရှိလို့လဲတပည့်တော်ငွေလူချင်လို့ပါဗျာငါအတွက်တော့ငွေမလိုဘူးဘာအတွက်လှူချင်တာလဲဖះပြုတ်ပြင်ပေးဖို့ပါဗျာဒီလိုဆိုငါ့ကိုမပေးနဲ့ငါဝတ္ထုငွေမကင်ဘူးဒီတောင်မော်နီမောင်းဆုပ်တဲ့လူရဲ့တယောက်လာလေးရှိရင်
သူရောက်လာရင်အကျိုးအကြောင်းပြောပြီးတော့ပေးလိုက်သူ့လုပ်ပေးလိမ့်မည်ညီမောင်ကလည်းရေထရက်ငါးဖမ်းထွက်ရတာမို့ဖယားကုန်းတော့မရောက်တော့ဘူးထိုရက်တွင်ထူးထူးခြားခြားမြသေးကျူအိမ်မက်ထဲမှာပြတ်တွေ့တယ်သူကမြသေးကျူကိုဖယားပေါ်မှာတစ်ချိန်သာတွေ့ဘူးတော့လေကောင်းစွာမှတ်မိရဲ့ကျမအကိုကိုနေတိုင်းလာစောင့်နေရကျွန်တော်ဘာဖြစ်လို့လာစောင့်နေရလဲအကိုညစ်တောင်းစရာရှိလို့ပါကောင်းပါပြီကျွန်တော်လောကပြန်ရောက်ရင်လာခဲ့မယ်ဒီရဲ့အကြောင်းကိုစောထီးနဲ့ငမဲအောင်တို့နှစ်ယောက်ပြန်ပြောတယ်မင်းစိတ်ထဲစွဲနေလို့ဖြစ်မှာပါဒါတဲ့မင်းတွေ့ခဲ့တဲ့ကောက်မလေးကတော်တော်ချော့လာအေးချော့တယ်အဲ့ဒါဆိုရင်တော့ဥစ္စာဆောင်တွေပါပြီးဖြစ်ဖို့များတယ်ဥစ္စာဆောင်မလေးတွေကလူရောက်ဖန်ဆင်းလာရင်အတော်ချောတယ်လို့ပြောတန်ကြဘူးတယ်တတိလည်းထောင်းတော့ကြအရှက်လက်လက်နှိပ်ပြနှုတ်ပြီးခေါ်သွားအောင်မယ်ခေါ်သွားတော့လေလိုက်သွားရောပေါ့ကွာအပြင်မှာနေရာနဲ့စရင်တော့တနေရမှာပေါ့တကယ်ပဲတိုက်ထဲရောက်ရင်ချက်ချမ်းတနေရမှာလားမင်းကစိတ်ဝင်စားလို့လားအေးစိတ်ဝင်စားတာပေါ့တော့ကြတိုက်နှန်းရှင်ယောက်ျားမဖြစ်ဖေးတိုက်ဆောက်တရဲဘဝနဲ့တလုံးနေရမှာဟုတ်ပြီဖြစ်နေမယ်တော့ဇက်မှာကွာနမိတ်မရှိနှမမရှိရွာကိုရောက်တာနဲ့အလောကိစ္စတွေကိုကြံနေရောက်နဲ့လွှဲထားခဲ့ပြီးရေမိုးချို့အဝတ်စားလေးလို့ဖျားကုန်းတော်ပေါ်ထွက်ခဲ့တယ်ဖျားပေါ်ရောက်တော့နေညိုချင်းရောက်နေပြီးအနောက်ဘက်ပင်လယ်ပြင်ပေါ်ကပဇွန်စီအောင်စီးစာရိတ်တွေဖြာကြတယ်နေညိုချင်းတိတ်တောက်ရောင်ကဖြစ်ပေါ်ပြီးအယောင်တွေကပုံဝဲကျက်တစ်ခုလုံးလှပစွာနဲ့ဖြန့်ကျက်ထားတယ်ညီမောင်ကဖျားကုန်းတော်ပေါ်တပတ်လိုက်ရှာကြည့်ရောလေမြသင်းကျုရဲ့ရိတ်ရောင်ကိုမတွေ့ဘူးငါစိတ်ထင်နေလို့ဖြစ်မှာပါစိတ်ထဲမကျေနပ်တာမို့နောက်ထပ်တစ်ပတ်ပြန်ကြည့်တော့တောင်မိုင်ဘိုးဘိုးနန်းရှိရာကိုရှောက်တော့ထိုနောက်ကလူတစ်ယောက်ကထွက်လာတယ်သူလိုက်ရှာနေတဲ့မြသေးကျူပါအကိုဘသူ့ကိုလိုက်ရှာနေရလဲမြသေးကျူကိုရှာနေတာကျမဒီကောင်ပေါ်မှာရှိတာကိုဘလို့သိရလဲဟိုအိမ်မက်ထဲမှာပြောသွားတာလေဒါပြည့်ကျမပေးတဲ့အိမ်မက်အကိုရတာပေါ့နော်မြသေးကျူကဒီလိုအိမ်မက်ပေးနိုင်လို့လားတယ်လီပတ်တီလို့ခေါ်တဲ့စိတ်ဆွဲအားကိုတင်းငင်းစွာစောက်တည်ပြီးကိုပိုးချင်တဲ့နေရာကိုပို့နိုင်ဖို့လက်ချင်းယူရင်ရှားနိုင်တယ်အိမ်မက်ဆိုတာစိတ်ချင်းဆက်သွယ်မှုတစ်ခုပဲဟာကျွန်တော်ကိုညစ်တောင်းမဲ့ကိစ္စဘာများလဲတခြားတော့မဟုတ်ပါဘူးဒီဖျားကိုပြုပြင်ပြီးကြွာကြနေတဲ့မှတ်ချက်တွေအစ်စ်ပြန်ကတ်ချင်နေအကိုလှုပ်ပေးနိုင်မလားဒီကိစ္စတော့လှုပ်ပေးနိုင်ပါနေဒါပေမဲ့ဒီလောက်များတဲ့ငွေတော့ကျွန်တော်မှမရှိဘူးဒီအတွက်စိတ်မပူပါနဲ့အကိုကျမပေးပါမယ်အကိုကလှုပ်ပေးမယ်ဆိုရင်မင်းဝမ်းသာလှပါပြီညီမောင်ကငွေတင်းများနေမြင်တော့အံ့ဩတယ်သူ့တသက်ဒီလိုငွေတင်းကားမျိုးမမြင်ဘူးတာမို့ဘလောက်တန်မိုးရှိလို့ဘလို့300မှန်းလည်းမသိဘူးဒါငွေတင်းကားပြားတယ်လားဟုတ်ပါရဲ့ကျွန်တော်တခါမှမသုံးဘူးတော့ဘလို့300မှလဲရောင်းပြီးသုံးဖို့အကိုရဲ့ဖြစ်ပါမလားတော်စားကျွန်တော်ကိုမေးလိုက်ရင်ဘလို့ပြောရမှာလဲကျွန်တော်တို့မှဒီလိုငွေတင်းကားမျိုးမရှိတာလူတိုင်းသိရပဲဒီလိုဆိုရင်လေအကိုမိတ်ဆွေတွေတဲကယုံကြည်ရတဲ့လူတစ်ယောက်ယောက်အကိုကြီးတောင်းဖို့အကိုရဲ့ကျွန်တော်အတိမိတ်ဆွေတွေမှာဆရာကြီးဥပကောင်းကတော့ယုံကြည်စိတ်ချရတယ်သူ့ကိုအကိုကြီးတောင်းပြီးညသေးကျိုကိုကြီးတောင်းတဲ့ကိစ္စလုပ်ပေးမယ်ကျေးဇူးတင်ပါတယ်အကိုလိုရင်လည်းကျမထပ်ပေးအောင်မယ်ဖျားပြုပြင်ပြီးရင်တော့ရွှေနယ်ဒီဘဝဆက်များကုသိုလ်ကောင်းမှုလို့ကြပြထိုးပေးနော်ရွှေနယ်ဒီဆိုတာဖျားအတွက်ရည်စူးထားတဲ့ဥစ္စာပစ္စည်းတွေထားတဲ့တိုက်ကိုပြောတာလားဒါဖြင့်ညသေးကျိုရောတိုက်နှဲရှင်တယောက်လားဟမ်ကျမကတိုက်နှဲရှင်တော့မဟုတ်ဘူးသူတို့နဲ့အဆက်အသွယ်ပြုတ်နိုင်တဲ့သူဘလို့ဆက်သွယ်နိုင်တာလဲကျမကဘဝဟောင်းကရွှေနယ်ဒီတိုက်မှာနေခဲ့ရဘူးလေတိုက်ထဲမှာနေရတယ်ဆိုပေမဲ့အမြဲတော့မဟုတ်ဘူးနေအကတ်တန်းနဲ့အလဲကျနေရတယ်အခုတခြားသူတွေကတိုက်ထဲမှာရောက်လာပြီးကျမတို့ကလူဘဝပြန်လာရတဲ့အလှအဲ့လိုပြန်လာတော့ဘလို့ပြန်လာတာလဲခလေးဘဝနဲ့လားဒါမှမဟုတ်တိုက်ထဲမှာနေခဲ့ရတဲ့ရှုပ်အတိုင်းလူဘဝကိုပြန်လာရတာလားတိုက်ထဲကရှုံဟောင်းအတိုင်းလူဘဝမှာပြန်လာလို့တော့ရှာတယ်တချို့ကတော့တိုက်ထဲမှာရှုံဟောင်းထားခဲ့ပြီးရုပ်တဲ့နဲ့နေကြတယ်တချို့ကြတော့မူလာယုံနေလူဘဝမှာလာနေခွင့်ရှိတယ်အဲ့ဒါဘလို့ကြွားတာလဲကျမတို့တိုက်နှန်းဆောင်နေမှာ2မျိုးရှိတယ်တချို့ကတိုက်ထဲမှာအပီးနေရတာရှိတယ်အဲ့ဒါကတော့ကိုပိုင်ဥစ္စာတိုက်တွေမှာစောင့်ချရတဲ့သူတို့ကြတော့ကိုပစ္စည်းကိုစောင့်တာဆိုတော့လူစားလဲလို့မရဘူးလူဘဝကိုလာခြင်းလေခဏပဲလာလို့ရတယ်။အော်ဖျားပစ္စည်းစောင့်ရတဲ့တိုက်တွေကြတော့အလဲကျစောင့်ရတယ်။
ကိုစောင်းရတဲ့အလှဲ့မှပဲစောင်းလာပြီးနောက်ထပ်လူစားလဲမဲ့သူတွေရှောင်းလာရင်လူဘဝကိုမူလာလျှော့အတိုင်းပြန်လို့ရတယ်လူတယောက်လိုပဲနေထိုင်ခွင့်ရတယ်ဒါဖြင့်ဥစ္စာဆောင်လူဝင်စားတွေနဲ့လူနဲ့ညားကြတယ်ဆိုတာအဲ့ဒါမျိုးလားတိုက်ထဲမှာဘဝဟောင်းကရုပ်ထားခဲ့ရတယ်ဆိုတာကဘယ်လိုမျိုးလဲဒါနှင့်အကတ်တက်နဲ့လူပြည်လာရတဲ့သူတွေပါသူတို့ကနှိမ့်စေတာနဲ့ဘဝဟောင်းကိုပြန်ရတယ်တိုက်ထဲရောက်ရင်ရှော့ဟောင်းနဲ့ပဲပြန်နေရတယ်တတ်မှတ်ထားတဲ့နှိမ့်စေလို့မှပြန်လာဖို့တတိမရရင်တိုက်ထဲမှာကြံခဲ့တဲ့လူတွေကလာပြီးတတိပေးတယ်မိမိတို့ကိုယ်စားတာဝန်ယူစောင့်မဲ့သူရှိတော့လူတဘဝစာထိတော့နေခွင့်ရကြတယ်ဒီစကားကြားရတာဝမ်းသာလိုက်တာဗျာအကိုကဘာဝမ်းသာတာလဲအော်ဟိုမြာသိန်းညိုလူဘဝမှာအကြာကြီးနေရာမှာဝမ်းသာတယ်လို့ပြောတာပါဒါထက်မြာသိန်းကျူတို့လိုတိုက်ကလာတဲ့သူတွေကတိုက်ထဲမှာကြံခဲ့တဲ့သူတွေနဲ့အဆက်အသွယ်လုပ်လို့ရတယ်ဆိုတာရောတကယ်ပဲလားနောက်ပြီးတိုက်ထဲမှာရှိတဲ့ပစ္စည်းတွေရောယူပြီးသုံးဆွဲလို့ရှားတာလားတိုက်ထဲမှာကြံခဲ့တဲ့ပစ္စည်းတွေနဲ့အဆက်အသွယ်လုပ်လို့တော့ရှားတယ်သူတို့အတွက်လှုပ်ပေးခြင်းတဲ့ကိစ္စရှိရင်ကျမတို့လာပြောသလိုကျမတို့ကူညီလို့ရင်လေသူတို့ပြောလို့ရှားတယ်တိုက်ထဲမှာရှိတဲ့ပစ္စည်းတွေတော့ယူလို့မရဘူးဘာဖြစ်လို့လဲတိုက်ထဲမှာရှိတဲ့ပစ္စည်းတွေကဖျားအတွက်ရည်စူးပြီးလှူဒန်းထားတဲ့ပစ္စည်းတွေမှုလို့တခုတော့ရှိတယ်မြေအောက်ရေအောက်တွေမှာပိုင်ရှင်မရှိကြတော့တဲ့ပစ္စည်းတွေအများကြီးရှိတယ်ကိုကျိုးမဟုတ်ပဲလှူဖို့တမ်းဖို့အတွက်ဆိုယူသုံးဝင်ရှိတယ်ကိုကျိုးအတွက်ဆိုရင်တော့သက်ဆိုင်ရာပုံကိုယ်တွေကခွင့်မပြုဘူးမြာသိန်းသူပြောမှပဲရှင်းတော့တယ်ကျွန်တော်ကတိုက်ထဲရလာတဲ့လူဝင်စားတွေဆိုတိုက်ထဲမှာရှိတဲ့ရွှေငွေရတနာတွေယူသုံးလို့ရတယ်လို့ပဲထင်နေတာဥစ္စာပစ္စည်းဆိုတာအတိတ်ဘဝကုသိုလ်ကံရှိမှသုံးဆဝင်ရတယ်အကိုကြီးအတိတ်ဘဝကံမပါပြီးမတရားယူချင်ရင်တော့ဥစ္စာတော့မရဘူးအနည်းဇိုးတွေနဲ့တွေ့ပြီးအသက်သေဖို့ပဲရှိတယ်ဒီလောက်သိရရင်တော့ပါပြီဒါထက်အခုပေးရငွေရင်းကားပြားတွေရောတိုက်ထဲကရှူလာတာလားမဟုတ်ပါဘူးဒီနေရာတစ်ဝိုက်မှာရှေးရလူတွေမြုပ်နှံထားတဲ့ဥစ္စာပစ္စည်းတွေရှိတယ်အဲ့ဒီမှာစောင်းတဲ့ပရလောကသားစီမှာခွဲထားပြီးတင်းတဲ့လောက်ရှူလို့ရတယ်အဲ့ဒီကနေရှူလာတယ်ဘယ်နေရာမှာလဲဒီရဲ့အကြောင်းကိုတော့ကျမအနေနဲ့ပြောခွင့်မရှိဘူးမသိချင်မှနဲ့အကိုဒီရဲ့အကြောင်းတွေကိုသိရင်အနည်းများတယ်ကောင်းပါပြီမြာသိန်းညူလှုပ်ပေးစေခြင်းတဲ့အတိုင်းဒီငွေရင်းကားတွေကိုထုခွဲပြီးဖះကိုပြုပြင်ပေးမယ်ပြုပြင်ပေးရင်ရွှေနရီဘဝဆက်များရင်ကုသိုလ်ကောင်းမှုလို့ကြပြည့်ရေးပေးမယ်ကျေးဇူးတင်ပါတယ်အကိုရေအခုပေးတဲ့ငွေရင်းကား၅ပြားကိုလေအားလုံးလှူဖို့မဟုတ်ဘူးတဝက်ကိုလှူတဝက်ကအကိုသုံးဖို့အတွက်ပေးရပါကျွန်တော်မသုံးပါဘူးအားလုံးပဲလှူလိုက်ပါမယ်ဒီလိုလုပ်ရင်ကျမတို့ကဘဲလာစိတ်ကောင်းနိုင်ပါလေအခုလည်းထိုက်တဲ့တက်လောက်သုံးပါကောင်းပါပြီသုံးစိတ်ချင်းသုံးပါမယ်ဒါထက်နောက်ထပ်မြာသိန်းကြီးကိုတွေ့ချင်ရင်ဘယ်မှလာတွေ့ရမှာလဲအခုကျမကိုတွေ့ချင်ရင်ဒီဖျားဂုံတော်ဘော်ကိုပဲလာခဲ့ပါကျမအခုမှားစရာရှိရင်လေဆရာတော်ကတစ်စစ်မှားပါမယ်ကောင်းပြီအခုအနေနဲ့တစ်ခုပဲသတိထားပါကျမနဲ့တွေ့ပြီးငွေရင်းကားတွေကြောင့်ဘသူ့ကိုမှမပြောပါနဲ့ပြောရင်အခုအတွက်အန်နီရီရောက်လာမှဆိုလို့နီမာကောင်းချင်းပြပြီးမြသေးကြီးကိုနှုတ်ဆက်လို့ဖះဂုံတော်ဘော်ပြက်စင်းနေသူပြန်လာတော့အမောင်ရိတ်တီဖုံးလန်းနေငွေရင်းကားပြရတာနဲ့ဥစွာတိုင်ပင်အကူကြီးတောင်းရတဲ့သူဆရာကြီးဥပန့်ကောင်းပါဆရာကြီးဥပန့်ကောင်းဒီကိစ္စတွေကျွမ်းကျင်သူဖြစ်တာမို့နီမာအကူကြီးတောင်းတဲ့ကိစ္စကိုအကူကြီးပေးဖို့သဘောတူတယ်ဒီငွေရင်းကားတွေမြင်ကလေးကမင်းတော်ပရာလောကသားတယောက်ယောက်နေအဆက်အသွယ်ရှိနေပြီဆိုတာသိနိုင်တယ်ဘလို့သိရလဲအဖဒီငွေရင်းကားမျိုးတွေကရှင်းနေပေါင်း100ကျော်လောက်တွေကပေါ်လာခဲ့တာကတကြောင်အခုဒီဒင်းကားမျိုးကဘသူ့လက်ထဲမှာမှမရှိတော့ဘူးတိုက်လို့ခေါ်တဲ့မြေအောင်မှာလှုပ်ဝက်ထားတဲ့နေရာတွေမှာပဲရှိတော်တယ်ဒီပစ္စည်းမျိုးတွေရှိရနေရကိုတိုက်နဲ့အဆက်အသွယ်ရှိရလူတွေလောက်ပဲရှားနိုင်တယ်ဟိုတလောကရေးလက်ကြားထဲမှာဆက်လေတစီနင်းမြုပ်လို့လူတွေအစုလိုက်အပြုံလိုက်ပျောက်သွားတယ်မှတ်လားအဲ့ဒီလိုအလောင်းပျောက်ပြီးတေစားတယ်ဆိုတာတခြားမဟုတ်ဘူးလူစားလဲတယ်လို့ခေါ်တယ်အဲ့ဒီလူတွေကတိုက်ထဲရောက်တော့ပြီးတိုက်ထဲရောက်လူတွေအပြင်းရှောင်းလာတယ်ဒါဖြင့်ဒီလောက်အများကြီးတေတဲ့လူတွေဟာတိုက်ဆောင်နေပဲဖြစ်ကုန်တာလားအဖေဒီလိုတော့ဘယ်ဟုတ်မှလဲသူအစင်းနဲ့သူဖြစ်ကြတယ်တိုက်ဆောက်ဖြစ်တဲ့သူဟာဖြစ်တစေတရဲ့ဘဝရောက်သူဟာရှောင်းနေလူဘဝလာကြတော့လေအတူတူလာကြတယ်ဆိုပေမဲ့တိုက်ဆောင်ကတက်တက်
တဆေတရေဘဝကလာကြတဲ့သူတွေတက်တက်နေရတယ်။ဒါဖြစ်ရေးလက်ချားတွေကဒနီတောထဲမှာရောက်တဲ့လူတွေဟာတဆေတရေတွေပဲလားမပြောတတ်ဘူး။အဲ့ဒီဘက်ကလူတွေနဲ့တွေ့လိုက်ရင်ကြောက်စရာလန့်စရာတွေကြီးပဲကြုံရတယ်။ဒါကတော့အသေးချာမပြောနိုင်ဘူး။ဒါပေမဲ့ငါတို့ရွာလူတွေကိုအနောက်ရှက်ပေးဖို့ရောက်လာကြတာတော့အမှန်ပဲ။ဒီလိုသာဆိုရင်တော့အခက်ပဲ။ဟိုတလောကလေခလေးတယောက်ကိုတပတ်ကြီးတစ်ကောင်ကစားတော့မလို့လုံနေတော့ငိုးတန်ကြားတာနဲ့လူတွေဝင်သွားလို့သာအသက်ချမ်းသာရရှာသွားတယ်။ဒီလောက်လည်းမစိုးရိမ်ပါနဲ့။တဆေတရေဆိုတာဖန်ဆားချက်နိုင်ဖန်ဆားလို့လည်းမရဘူး။လူတွေရဲ့ကံအနှိမ့်အမြင့်နဲ့အပြုတ်မှုတွေပေါ်မှာလည်းမူတည်တယ်။ဘလို့မူတည်ရလဲအဖ။ကံမြင့်နေတဲ့လူနဲ့ယတနာသုံးမမမေ့တဲ့သူတွေကိုတဆေတရေတွေဖန်ဆားဖို့နေနေသားသားအနားတော်ကတ်လို့မရဘူး။ဒီစကားကြတော့နီးမောင်နားမလဲတယ်လို့ဖြစ်ကြတယ်။ကျွန်တော်တို့တရွာလုံးမှာတားငါရှာဖွေတဲ့လုပ်ပဲလုပ်ကြတာဆိုတော့ဖယားတရားအလုပ်ကိုဘယ်မှလုံနိုင်ကြမှာလဲအဖဒီတော့ကံတရားကိုပဲအားကိုးရမလို့ဖြစ်နေပြီဒီလိုလည်းမဟုတ်သေးဘူးကွာဝမ်းစာရေးအတွက်လှုပ်တဲ့အလုပ်ကတက်တက်စိတ်ထဲမှာအာယုံပြူတာကတက်တက်ပြီကံမကောင်းလို့ငားရှာနေရပေမယ့်စိတ်ထဲဖယားတရားထားရင်လည်းရှားတယ်နောက်တစ်ချက်ကစိတ်ဖြူစင်အောင်ထားဖို့အရေးကြီးရင်ဘယ်နေရာမှာပဲနေနေဘယ်အလုပ်ပဲလုပ်လို့စိတ်ဖြူစင်တဲ့သူတွေဟာဒုက္ခရောက်ရင်တော့ကဲတင်ပေးမဲ့သူတွေတွေ့ရတတ်တယ်။ဥပကောင်းတဲ့နီမောင်တို့နှစ်ယောက်ငွေရင်းကားကိုယူဟိုင်းကြီးကျွန်းမှာလိုက်လံရောက်ချတော့လေဘသူမှမယူဖို့ဘယ်ရတာလဲဘယ်ပုံရတာလဲဘယ်နေရာကရှားတာလဲလို့မတင်ကားတဲ့မေကုန်းတွေနဲ့အမေးခံပြီးဝယ်မဲ့သူကမရှိဘူး။ကျွန်းပေါ်မှာနေထိုင်ကြတဲ့သူတွေကလေလက်လက်လက်စားများတာမို့ဒီလောက်များပြားတဲ့ငွေနဲ့ဝယ်နိုင်တဲ့သူမရှိဘူး။ဒါကြောင့်ငပူရောရအောင်သွားရောက်နေငပူရောကိုရှောက်တော့ကုန်းတဲ့တူငွေရင်းကားပြားတွေကိုကြည့်လို့မတင်ကားတဲ့အကြည့်နဲ့ကြည့်ရင်ခမများတို့ဒီတင်းကားတွေဖျားရှားတာလေဖျားကုန်းတော်ပေါ်မှာတန်ရှင်းလုံရင်နဲ့ရှားတာပါဒါတွေကိုရောင်းပြီးကျွန်တော်တို့လည်းမယူဘူးဖျားပြုတ်ပြမှုအတွက်တုံးမှာပါမင်းရတာဒီငါးပြားတဲ့ပဲလားနောက်ထပ်ရှိသေးလားမရှိတော့ပါဘူးဒီလိုတော့ကွာငါမှလည်းပတ်စံများများမရှိဘူးငွေရင်းကားငါးပြားကိုငွေ90ပေးလိုက်မယ်ငွေတစ်ချက်တောင်းကို15ကျပ်လောက်ဈေးရှိအောင်ဆိုတော့85ကျပ်တော့ပေးပါရတဲ့ပတ်စံကိုလည်းကျုပ်တို့တပြားမှလည်းမတုံးဘူးဖျားပြုတ်ပြမှုပဲတုံးပါပါနေမောင်တို့လည်းဖျားပြုတ်ပြမှုအတွက်မှန်ကြအစားရှိရလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူပြီးလှေပေါ်တင်လို့ပြတ်ကြတယ်သူတို့ငပူတော့ကပြတ်ထွက်တဲ့အချိန်မှာညနေဆောင်ရေးကြချိန်မှာသူတို့လှေထွက်ပြီးမကြမီနောက်ကအတက်အသက်ကြီးရင်လှေတစည်းကနောက်ကထွက်လာတယ်လေပေါ်မှာလူ10ယောက်ခန့်ပါတယ်။နီမောင်တို့ကမရိမ့်မိပဲလှော့မြက်လှော့တယ်။နောက်မှလိုက်လာတဲ့လေပေါ်မှာနေ့လည်ကငွေရင်းကားဝယ်လိုက်တဲ့ကုန်းတယ်လဲပါတယ်။ငွေရင်းကားလာရောက်သွားတာရှေ့ရလှေလား။ဟုတ်တယ်ဆရာကြီး။ခမည်းပြောတော့2ယောက်တည်းဆိုအခုတော့လေလှေပေါ်မှာလူတွေအများကြီးပါလား။သူတို့နောက်ကလေလူအပြည့်နဲ့လှေတစည်းကပါလာသည်။ဒီအခါလှမ်းကြည့်လိုက်တော့ရှေ့ရသွားနေတဲ့လှေပေါ်မှာလူ2ယောက်တည်းမဟုတ်တော့ဘူး။တခြားသူတွေပါရှိရပြီးနောက်တဲ့လှေတစည်းကိုတွေ့ရတယ်။ဟုတ်ပါရဲ့။သူတို့လေငပူတော့ကထွက်ခါစားက2ယောက်တည်းတွေ့တယ်။အခုမှဘယ်ကရောက်တာပါလိမ့်။ဒီလူတွေရတဲ့ဒင်းကတာမန်ဒင်းကတော့မဟုတ်ဘူး။ဟိုင်းကြီးကျော်မှာရှေးတုန်းကအင်္ဂလိပ်တွေစောက်ခဲ့တဲ့တိုက်ပြက်ကြီးတစ်လုံးရှိ။အဲ့ဒီတိုက်ပြက်ကြီးရဲ့မြေအောက်ခန်းမှာငွေဒင်းကလှုပ်တဲ့စက်တွေရှိ။အင်္ဂလိပ်တွေမရှိတော့အဲ့ဒီမြေအောက်ခန်းမှာလှုပ်ပြီးသားငွေဒင်းကားပြီးမြုပ်ခဲ့တယ်လို့ကျုပ်အခိုင်အမာသတင်းရပြီးသားအခုမှတဲလွန်စာပေါ်လာတာဒီတော့ဘယ်လိုလုံးမလဲဆရာကြီးဒီတော့စိတ်မပူနဲ့ဟိုင်းကြီးကျော်မှာကျုံနဲ့တီကျွမ်းတဲ့သူတွေရှိရင်သူတို့စီမှာတဲပြီးတော့စက်နီးနာကြည့်ရင်တဲလွန်စာရှားနိုင်တယ်ဟိုင်းကြီးကျုံကိုရှောက်တော့ရခင်ကတီကျွမ်းပေါ်နဲ့ထုံးဝင်းတို့ထက်မှာတဲခုတ်ပြီးတော့သတင်းစုံစမ်းနေထုံးဝင်းစိတ်တောင်းနေမြေဆောင်တို့3ယောက်ကလေ၎င်းတို့အတွက်ပါမျိုးမျိုးမြက်မြက်ရှားမယ်လို့မလုံးပေးထားတာမို့အားတက်တဲ့ရောအကူအညီပေးကြတယ်ငွေရင်းကားပြားတွေကိုဝယ်ယူလိုက်တဲ့သူဦးမြဆက်ဖြစ်ပြီး၎င်းခေါ်လာတဲ့ဆရာကြီးဆိုသူဟာအောင်လန်းတဲ့ပယောဂတွေတက်ကျွမ်းတဲ့ဦးသူတော်ပါ၎င်းတို့ဟာဟိုင်းကြီးကျော်ပေါ်မှာအင်္ဂလိပ်တွေတိုးဝှက်ထားတဲ့ငွေရင်းကားပြားတွေလိုဝက်စွာရှာဖွေနေကြတဲ့သူတွေဖြစ်ပြီးအခုအခါမှာတဲလွန်စာပေါ်လာခဲ့ချက်မှာထုံဝင်းတို့ကဦးမြဆန်တို့တွေရောက်လာတော့၎င်းတို့တဲတဲ့အိမ်မှာပဲတဲခုစီပြီးလိုအပ်တာတွေကိုညင်ဆောင်ရွက်တယ်။ဆရာကြီးတို့ရောက်လာတာတိတ်ပြီးဝမ်းသာတာပဲ
အခုတလောကျွန်တော်တို့ရောက်မှာတရတက်စီတွေမကြခဏဝင်ပြီးဒုက္ခပေးနေတယ်ကျွန်တော်တို့၃ယောက်တော့တခါခံလိုက်ရသေးရဲ့စိတ်တန်းက၎င်းတို့ကြုံခဲ့တဲ့အကြောင်းတွေကိုပြတ်ပြောတယ်မြင်းဆောင်ကလည်းရွာထဲမှာတရေတပတ်တီဝင်းရောက်နှောက်ယှက်ပုံအကြောင်းစုံပြန်ပြောတယ်ဒီကဆရာကြီးဦးသူတော်ကဒီအတွက်တော့ဘာမှမပူပါနဲ့ကျုပ်ရောက်လာရင်အားလုံးအေးသွားမှာပါဒါထက်ရွာထဲမှာဥစ္စာစောင်းတဲ့ပတ်သက်တဲ့ထူးခြားမှုလေးတွေမတွေ့မိကြဘူးလားရှိတယ်ဆရာကြီးဒီရွာကနေမောင်ဆိုတဲ့လူငယ်တစ်ယောက်နဲ့ဥစ္စာစောင်းမနဲ့မကြာခဏတွေ့နေကြတယ်လို့သတင်းကြားတယ်သူတို့နှစ်ယောက်ကဖယားကုန်းတော်ပေါ်မှာအမြဲတွေ့နေကြတာတဲ့တလောဥစ္စာစောင်းမကပေးလိုက်တယ်ဆိုလာပဲငွေရင်းကားတွေရလာတယ်လို့သတင်းကြားလိုက်တယ်ဒီမှာလေသူတို့လာရောက်လို့ငါဝယ်ထားလိုက်တာအခုငါတို့လာတာဒီကိစ္စပဲမင်းတို့၃ယောက်ကငါတို့ခိုင်းတာကိုလှုပ်ပြီးငါတို့ကြံစီအောင်မြင်ရင်မင်းတို့၃ယောက်တခါရဲ့စင်ရဲတွင်ကလွတ်အောင်ပေးထားခဲ့မယ်ညီမောင်တို့ကတော့ဒီရဲ့အကြောင်းကိုမသိပေငပူတော့ကဝယ်ယူလာတဲ့ဖြစ်စည်းတွေနဲ့ကြိုက်တီစေးတီတော့အောင်စတဲ့ပြုပြင်နေဒီလိုပြုပြင်ရမှလေလူများများမဟုတ်ဖေးညီမောင်ဥပတ်ကောင်ကပ္ပိယကြီးဦးသားမြိုင်တို့၃ယောက်သာရှိပါရီတခြားသူတွေကတော့တနေ့လုံးမှတနေ့စားရတာမို့လာရောက်ပြီးအကူအညီမပေးဘူးဘုန်းကြီးဦးပညာကတော့အလုံနာတဲ့အချိန်မှာဖယားကုန်းတော်ပေါ်တက်လာပြီးလိုအပ်တဲ့ကိစ္စတွေကိုဆောင်ရွက်တယ်တနေ့တော့ဖယားပြုပြင်ရာမြသေးချူကရှောက်လာတယ်မြသေးချူကိုမြင်တော့နောက်ကလိုက်လံချောင်းမြောင်းနေထိုးဝင်းကများစွာအံ့ဩတယ်မြသေးချူရောက်တဲ့ချိန်ဟာညနေပိုင်းအချိန်သူမဟာနီမောင်တို့နဲ့တူဖယားပြုပြင်တဲ့ကိစ္စတွေကိုအတန်ကြာအောင်ကူညီလုပ်ကိုင်ပေးပြီးမှောင်ရည်တန်းစအချိန်မှပြက်ဆဲသွားလေတယ်ဒီအခါထုံးဝင်းလေးနောက်ကလိုက်သွားတယ်သူမပြန်တဲ့ဘက်ဟာရွာဘက်မဟုတ်ပဲကျွန်းအနောက်ဘက်ပါထိုနေရာဘက်မှာလူမရှိပဲတစ်တော်တွေသာရှိတယ်ရှေးမှသွားနေရမြသေးကျူဟာဥကားပေါ်ရုံတပတ်လေးခြုံလို့ဒီဇိုင်းဆိုင်နဲ့သွားနေတော့တစ်ပင်တပင်အောက်ကိုလျှောက်တော့တရင်တလန်းနဲ့မြေချင်းတူးနေတဲ့အဖိုးကြီးတယောက်ကိုလှမ်းမြင်နေအဖိုးကြီးကမြသေးကျူအနားကိုလျှောက်တော့တွင်းနေရတစ်စောတစ်ခုနှိုက်ယူပြီးမြသေးကျူကိုလှမ်းပေးတယ်မြသေးကျူကဒီအရာတပတ်လေးနဲ့ထုတ်လို့ဒီဇိုင်းဆိုင်နဲ့ထွက်သွားတယ်ထုံးဝင်းကမြသေးကျူကိုစိတ်ဝင်စားတော့ဘူးတရင်ကြိုက်လို့တစ်ပင်အောက်မှာထိုင်နေတဲ့အဖိုးကြီးရှိရာရှောက်လာတယ်အဖိုးကြီးကြည့်ရတာအတော်လေးကိုမောပန်းနေအဖဘာတူးနေရလဲငွေတူးနေရပါမောင်ရင်ဒီနေရာမှာငွေရနိုင်လို့လားဒီထက်နည်းနည်းလေးတူးနိုင်ရင်တော့ရနိုင်ပါသေးတယ်ငွေရင်းရှိလို့လားအဖငွေရင်းတော့မဟုတ်ဘူးရှေးကအင်္ဂလိပ်တွေမြုပ်ထားခဲ့တဲ့ငွေရင်းကားတွေတော့ရှိသေးတယ်ဒါပေမဲ့အတော်လေးတူးမှလည်းရမယ်မင်းတူးချင်ရင်တော့တရွေ့ယူထားလိုက်ထိုးဝင်းကအဖိုးကြီးတူးသွားတဲ့နေရာလှည့်ကြည့်တော့နှစ်ပေသုံးပေခန်းသာနှက်သေးတယ်ငါ့ကိုတောင်ဆောင်နဲ့တောင်မိုင်နေရကြည့်ရှုစောင်းမပေးလို့သာအခုလိုငွေရင်းရှိတဲ့နေရာကိုဆက်ဆက်မြမြလာတွေ့တာပဲဆက်တူကြည့်အောင်မေသူပြုတ်လောက်နေရကိုတစ်ပင်ပေါ်ကအမွှေးဆုပ်ဖားနဲ့ငုတ်တုတ်ထိုင်နေတဲ့မဲမဲတရံကြီးမျက်လုံးပြူးပြူးနဲ့ငုတ်ကြည့်ရင်သူကတရွင်းတစ်ချက်တူးတာနဲ့အပင်မောကတရဝအောက်ကိုတစ်ချက်လျှော့စင်နေတရွင်းတဲ့တစ်ချက်ပေါ်လာတိုင်းအဘောအကြောင်းမဖွယ်ကောင်းတဲ့တရဝကြီးတထေချင်းလျှော့စင်တာကိုတော့ထုံးဝင်းတတိမပြုတ်ဘူးထုံးဝင်းကလည်းတဖြည်းဖြည်းနဲ့နှက်လာတော့လေအခုချိန်ထိငွေရင်းကားနဲ့တူတာဆိုလို့အစားနာပင်မတွေ့ဘူးဒီအဖိုးကြီးပြောသွားတာဟုတ်မှဟုတ်ရလားမသိဘူးဟောတွေ့ပြီဟာထုံးဝင်းဝမ်းသာအားရနဲ့မြေကြီးအောက်ကအိုးကိုတူးဖော်ပြီးအပေါက်ဆွဲတက်နေအိုးကဆင်းအိုးဖြစ်လို့အပေါက်ဝပိတ်ဆိုတယ်ထုံးဝင်းကအပေါက်ကိုဖွင့်နေရင်ကြာနေမှဆိုးတာနဲ့အိုးကိုတရွင်းနဲ့ရက်ခွဲတယ်အိုးကွဲတော့အတွင်းကမဲမဲတရံနေကထွက်ကြတယ်တခြားမဟုတ်ဘူးမိသွေးခဲတွေပါဒီအချိန်အနောက်ဘက်ကအတန်ကြားတာနဲ့လှည့်ကြည့်တော့တစ်ပင်မောကဆင်းနဲ့အမွှေးဆုပ်ဖွားနဲ့မဲမဲတရံကြီးသူ့နောက်ကိုရှောက်လာတယ်ကြောင်မဖွယ်ကောင်းတဲ့တပတ်ကြီးကိုတွေ့တာနဲ့ထိုးဝင်းကအလက်တကြထွက်ပြေးဖို့ပြင်တော်လေမရတော့ဘူးတပတ်ကြီးရဲ့လက်တက်ရှိကြီးတစ်ဖက်ကထွက်လာပြီးလှန်ဆွဲထားလိုက်တယ်ထိုးဝင်းတယောက်ပြောင်းနေရမို့လိုက်လံရှောက်ပြီးတော့တော်ရဲတက်နေရရှိတစ်ပင်ကြီးတပင်အောက်မှာတေဆုံးနေရတွေ့ရတယ်၎င်းရဲ့အနေတရွင်းတက်လက်နဲ့မိသွေးခဲတွေသာရှိတဲ့စင်အိုးကွက်တစ်လုံးကိုလည်းတွေ့ရတယ်ဒီအခါဦးသူတော်မှတ်ချက်ချတယ်ထိုးဝင်းတယောက်တော့ဥစ္စာဆောင်နေရင်လှည့်စားတာကိုခံလန်းရတော့ဖြစ်မိဘာကြောင့်လဲဆိုတော့သူ့နားမှာတရွင်းတက်လက်တွေ့ရတာတခြားမဟုတ်ဘူးဒီနေရာမှာဥစ္စာပစ္စည်းရှိရထင်ပြီးတူးနေရပဲဖြစ်ရမည်မိသွေးခဲတွေရှိရအိုးဆိုတာလေဥစ္စာဆောင်နေပရလောကသားတွေလှည့်စားတတ်တဲ့တေကေတာတခု
ဒီအတိုင်းဆိုရင်တော့နီမောင်နဲ့တွဲတဲ့မိန်းကလေးလှည့်စားပြီးတော့တတ်လိုက်တာဖြစ်မယ်ဆရာကြီးသူ့ကိုတွေ့အောင်လိုက်ရှာမင်းကျမကိုတွေးချင်လို့ရှာနေရလားရှာကြမလို့ပါဘူးတွေးချင်တဲ့ကိစ္စသာပြောပါသူ့ကိုနေတတ်လိုက်တယ်မဟုတ်လားသူ့ကိုကျမတတ်တာမဟုတ်ဘူးသူ့ရဲ့လောဘစိတ်ကပြန်တတ်တာအေးလေလက်စောက်လက်ကမမြင်ရတော့လေနေပြောသမျှရှုံသွားမှာပေါ့ရှင်းမယုံရင်ကျမတက်တည်ပြမယ်ဒီတော့ထဲမှာဘသူ့ကိုတက်တည်ပြမှာလဲဒီတော့ထဲမှာပရသားတွေအများကြီးရှိရပြီသူတို့မေးချင်သိမှာပေါ့ဘလို့မေးရမှာလဲရှင်ကတိုက်ဆရာတယောက်လုံးနေပြီပရလောကသားတွေအကြောင်းကိုတော့တိတ်ပြီးသိဖို့မရဘူးဒီလိုသေးတာသူ့ဘာသာသေးရလားကျမပယောဂကြောင့်သေးရတာလားဆိုတော့လှမ်းမိကြည့်ပေါ့မမေးခင်သူတို့ရှိမရှိအရင်လှမ်းမိကြည့်ပါလားဒီစကားကြောင့်ဦးသူတော်ကိုယ်တိုင်စိတ်ထဲမှာကြောက်ရွံ့နေဒါပေမဲ့အများရှိမှမို့ဟန်မပြတ်နေရတယ်ရှင်မမေးဝုံရင်ကျမမေးကြည့်မယ်ဒီပတ်ဝန်းကျင်မှာပရလောကသားတွေရှိရင်ရှိတဲ့နေရာတစ်ပစ်နေလှုပ်ပြပါသူတို့ပတ်ဝန်းကျင်မှာရှိတဲ့တစ်ပစ်ကြီးငယ်တို့တပြောပြောနေအတန်မြည်ပြီးလှုပ်ရနေကဲဒီနားတစ်ဝိုက်မှာသူတို့ရှိရတေးကြပြီဆိုတော့ရှင်မေးချင်တာမေးလို့ရပြီဟုတ်ရင်တစ်ပစ်လှုပ်ပြလိုက်မယ်မဟုတ်ရင်ငိမ့်နေကြလိမ့်မယ်ထိုးဝင်းကိုဒီမိန်းလေးတက်တာအမှန်ပဲလားတော်ထဲမှာပဲ့တင်ထပ်သွားတော့ဒါပေမဲ့ဘာအတမ်းမှပေါ်မလားထိုးဝင်းသူ့ဘာသာသိတယ်ဆိုတာမှန်သလားဟိဒီအခါပတ်ဝန်းကျင်တစ်ဝိုက်ရှိတစ်ပစ်ကြီးငယ်တို့လှုပ်ရဲတဲ့နေပေါ်လာတယ်ဒီမြင်ကွင်းကြောင့်ပို့လို့ကြောက်ရွံ့နေကဲရှင်ယုံမိမဟုတ်လားဒါအရေးမကြီးဘူးငါမေးတာကိုမှတ်မှတ်ဖြေစမ်းနေတိုက်နှဲရှင်တရားမဟုတ်လားမှန်ပါတယ်ရှင်ဒီလိုမှပေါ့နေရဘဲတိုက်လေရွှေနဒီတိုက်နှန်းငါပါရွှေနဒီတိုက်ကဘယ်နေရာမှာရှိရလဲအတွင်းဒီပါရှုံနာမှာပါနေရဘာကြောင့်ဒီကျုံးမော်ရှောင်းနေရလဲရွှေနဒီတိုက်ရဲ့အပြင်တကားပါဝါကဒီကျုံးမော်မှာရှိပါသည်ဘယ်နေရာမှာလဲတိုက်ပြက်ကြီးရှိရနေရမှာပါအဲ့ဒီမှာယတနာပစ္စည်းတွေရှိတယ်ဆိုတာအမှန်ပဲလားငွေရင်းကားတွေရှိပါတယ်နေမောင်တို့ယူလာတဲ့ငွေရင်းကားတွေကအဲ့ဒီနေရာကနေယူပေးလိုက်တယ်မှတ်လားဟုတ်ပါတယ်ရှင့်ဒီလောက်သိရရင်တော်ပြီရွှေနဒီတိုက်ရဲ့အပြင်တကားကိုငါရအောင်ဖွင့်ပြီးငွေရင်းကားတွေယူပါမယ်နေသွားပြီတော့ဒီအခါဦးမြဆက်အပါဝေးအတူပါလာတဲ့သူတွေဆရာကြီးဦးသူတော်ရဲ့ပညာစွမ်းဝိုင်းဝန်းချီးမွမ်းကြလေတယ်ဆရာကြီးပညာကတဲလဲစွမ်းမလားတိုင်နှဲရှစ်တယောက်အခုလိုခေါ်မေးနိုင်တဲ့ပညာနဲတဲ့ပညာမဟုတ်ဘူးဒါတော့အင်းနေစေဝမန်းနဲ့နေမတုံးရသေးဘူးဒါရီသာတုံးလိုက်ရင်ရုံးမြန်သွားမှသိကြတယ်အခုငွေရင်းကားတွေရှိရနေရသိရပြီဆိုတော့ဘာလို့ကြမှာလဲဆရာကြီးသွားတူယူမှာပေါ့ကွာအင်းလေးတွေမြုပ်ထားခဲ့တဲ့ငွေရင်းကားတွေသာရလို့ကတော့ငါတို့တစ်ဖွဲ့သားလုံးချမ်းသာပြီလို့မှတ်ကြပြီတော့အဲ့ဒီနောက်တိုက်ပြက်ကြီးရှိရသွားကြတယ်တိုက်ပြက်ဟောင်းကြီးရှိရနေရမှာစောပါဦးအုံညံတွဲမှရှိတယ်ထိုတိုက်ပြက်ကြီးရှိတဲ့နေရာယခုကအန်နဝါဘန်းလို့လည်းခေါ်တယ်ဦးသူတော်ကတော့တိုက်တူးဖို့ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုယူဆောင်နေ၎င်းတို့ထွက်သွားတော့နိုက်ကလိုက်လံကြည့်နေတဲ့လူတစုလည်းထိုနေရာကပြတ်ထွက်တယ်ဒီလို၎င်းတို့နောက်ကလူတစုလိုက်လံကြည့်ရှုတာကိုတော့ဦးသူတော်တို့တွေလုံးဝမယိမ့်မိဘူးဒီရဲ့ချိန်စိုက်တီဖျားကုန်းတော်ပေါ်နီမောင်တို့တွေဖျားပြုတ်ပြင်းတဲ့ကိစ္စတွေစောက်ရက်နေကြတယ်ဥပန်ကောင်စော်ထီငမဲအောင်တို့ကလည်းနေ့စဉ်နဲ့အမျှလာရောက်ကိုညီတယ်ငွေရင်းကားပြားတွေရောင်းရတဲ့ငွေနဲ့ကွာကြနေတဲ့အင်္ဂတ်တွေဖာထေးပြုတ်ပြခြင်းမှန်ချက်တွေအသက်လဲလဲခြင်းထီးတော်နဲ့တခြားနေရာတွေစေးတော့ချင်းတွေပြုတ်လို့တယ်ဒီလိုပြုတ်ပြနေကြစင်မှာပင်ဥပန်ကောင်ကသက်ဆိုင်ရာပုံကိုယ်တွေအတွက်ကြော်ဝဲပေးကတိုက်တယ်ပြောဆိုနေရတွေ့ရမို့နီမောင်ကမေးတယ်အဘကြော်ဝဲပေးပြီးဘသူတွေကိုတိုက်တဲ့နေရလဲရှေးကဒီဖျားကိုတိတ်ခဲ့တဲ့ဖျားဓာတ်ရက်ကောက်တွေကိုတိုက်တယ်လားဟင်ဒီဖျားရဲ့မူလဓာတ်ရက်ကတိရိဓမ္မတောကမင်းကြီးဆိုတော့သူတို့မရှိတော့တာပဲနှစ်ပေါင်းတော့ကြာခဲ့ပြီသိနိုင်ပါတော့မလားမူလဖျားဓာတ်ရက်ကောက်တွေမရှိကြတော့ပေမဲ့သက်ဆိုင်သူတွေရှိသေးရင်ဒီဖျားရှိနေတဲ့၍သက်ဆိုင်တဲ့ပုံကိုယ်တွေတော့အဆက်ဆက်ရှိနေရတယ်သူတို့ဘာအတွက်ခွဲတောင်းတာလဲဖျားဟောက်ပြုတ်ပြနေဆိုတာတိတ်အရေးကြီးရင်ဖျားတဲ့တဲ့တာကကိုနှစ်သက်တဲ့နေရာမှာကိုသဘောကျတဲခွင့်ရှိပေမဲ့အဟောင်းကိုပြုတ်ပြတဲ့အခါကျတော့မူလဓာတ်ရက်ကောက်တွေနဲ့သက်ဆိုင်တဲ့ပုံကိုယ်တွေရဲ့သဘောတူခွင့်ပြုမှုရှိရတယ်။ဘာကြောင့်လဲအဖဖျားဟောင်းဆိုတာသူ့အဋိဌာန်နဲ့သူ့ပုံစံနဲ့တည်ခဲ့တာဆိုတော့
ပုံစံဟောင်းမပြောင်းရဘူးအရက်ရှင်းမျက်နှာလှည့်တာကအစမအူးဖောက်တာအစုံသူ့ရဲ့မူလပုံစံတိုင်းပဲလုံးရတယ်ကိုယ်သဘောနဲ့မလုံးရဘူးတကယ်လို့လုံးမိလို့မှားသွားရင်စေတနာကနေဝေဒနာဖြစ်တတ်တယ်မိတ်ဆွေကနေရန်သူအဖြစ်ရောက်သွားတယ်အခုထိတော့ဘာမှမထူးခြားသေးဘူးနော်သူတို့ပြောစရာရှိရင်အချိန်တန်တော့ရောက်လာပါမှာပေါ့ပြောဆိုပြီးလုံးစရာရှိတဲ့အလုပ်တွေကိုဆက်လုပ်တယ်ညဦးပိုင်းအချိန်ကိုရောက်တော့ပင်လယ်ဘက်ကလာတဲ့ပိန်ကောလှိတဲ့စီတောင်ဆက်ကိုထိုးဆိုင်တယ်ပြီးတော့ရှေးခဲ့ဝစ်စားတွေနဲ့လူကြီးတယောက်ဂုံတော်ဘောကိုတက်လာတယ်၎င်းကရောင်နှုံးကိုပိုးပဝနဲ့ပေါင်ထားလို့ရှင်မောအင်းကြီးတောက်ချီပစိုးကိုဝှစ်စင်နေနှုတ်ခမ်းမွေးအရှိနဲ့ခံညားတဲ့ဥပရိယုတ်ရှိတယ်ဂုံတော်ဘောကိုရောက်တော့ဥပန်ကောင်းကစီးကြတယ်ဘာကိစ္စများရှိလို့လဲတရားမိတ်ဆွေကြီးဖိတ်ကြားသမျှလာခဲ့တာပါပေးဝေတဲ့အမျှတန်းကိုလည်းရရှိပါတယ်ကျုပ်တို့ရဲ့ဖះကိုပြုပြင်ပေးတာအထူးပဲကျေးဇူးတက်ပါတယ်အခုလိုရောက်လာတာဝမ်းသာလှပါတယ်ဖះတကာကြီးဖိတ်ကြားရတဲ့အကြောင်းကတော့တခြားမဟုတ်ဘူးဖះပြုပြင်ရမှာအမအရွယ်ရှိခဲ့ရင်ပြုပြင်ပေးစေချင်လို့ပါအမမျက်နှာတိတ်မရှိဘူးထီးတော်ကိုပြုပြင်ရင်သာစိတ်မူးတော်ကိုပင်လယ်ဘက်ကိုလှည့်ထားပေးစေချင်တယ်ကောင်းပါပြီစိတ်တိုင်းကြစောင့်ရက်ပေးပါမယ်ဖះပြုပြင်တဲ့အထဲမှာကျုပ်တို့လည်းဝတ်ထုငွေပါဝင်ခဲ့ပါရစေအင်းကြီးအိတ်ထဲထည့်ယူတဲ့ပိုးပဝါတို့ကိုဥပန်ကောင်းကိုလှမ်းပေးတယ်လှမ်းယူထားလိုက်တယ်ပြီးတော့ထိုးလူကြီးဖះကိုတပတ်ပတ်လို့ရှ िख ိုးပူဇော်ပြီးတော့ဥပန်ကောင်းတို့နှုတ်ဆက်လို့တောင်အောင်ကိုပြက်ဆဲသွားတော့တယ်အတက်ကြတော့မှုံဝါးတဲ့လာရအောင်မှာပင်လယ်ပြင်ဘက်ကိုပြန်ထွက်သွားတယ်ပိန်ကောလှကြီးကိုဝိုးတော်ဝလှမ်းမြင်လိုက်ရတယ်ကောင်းငင်ပေါ်မှာလာရောင်ရှိရဲ့စိုးစေးကမူပတ်ဝန်းကျင်တစ်ခုလုံးအမောင်ရိတ်တွေကသာဖုံးလွှမ်းထားတယ်မဝါးတဲ့အလင်းရောင်အချို့အုံတော်တွေတစ်ခိုက်တစ်ခတ်ချာမြင်းမြမောအားနေစွာနဲ့ထိုးဆက်နေအုံတော်အလင်းမှာရေခဲကအင်္ဂလိပ်တို့စောက်လုံနေထိုင်ခဲ့တဲ့တိုက်ပြက်ကြီးတစ်လုံးရှိတယ်ထိုတိုက်ကြီးဟာတစ်ချိန်ကတိတ်တဲ့ဝင်ကြွားခန့်ဟန်ရှိတော်လေအခုခါမှာတော့တချို့နေရာတွေပြိုကျပျက်စီးလို့နေပြီးလေတံမိုးတံတွေကြောင့်အယောင်အစင်းမြင်မပေါ်ဘူးရှင်းညိရင်းမော်တွေကြောင့်အစိမ်းရောင်အညိုရောင်တွေဟာတိုက်ပြက်ကြီးတစ်ခုလုံးဖုံးလွှမ်းထားတယ်ထိုတိုက်ပြက်ကြီးထဲမှာရှေးအခါကအင်္ဂလိပ်အရာရှိများစစ်သားတွေနေထိုင်ခဲ့ကြပြီး1959ခုနှစ်မြန်မာစစ်သားတွေရောက်လာလို့အားလုံးတိုက်ခိုက်တပ်ပြီးရနောက်နေထိုင်မဲ့သူမရှိဘူးရှေးအခါမြေရောက်ခန်းထဲမှာငွေရင်းကပြုတ်လို့တဲ့စက်တွေနဲ့ရတနာပစ္စည်းတွေရှိတယ်လို့အထင်ရှိကြတယ်ဒါပေမဲ့ကိုရန်ရောက်ဖူးသူရှိရလို့တော့မကြားမိဘူးမကြာခဏဆိုသလိုထိုတိုက်ပြက်ကြီးကိုဥစ္စာပစ္စည်းရှောက်ဖွေသူတွေလာရောက်ရှောက်ဖွေတယ်ဒါပေမဲ့ဥစ္စာပစ္စည်းတွေမရပဲတရဲတစိတ်တွေ6လက်နာနဲ့ထပ်ပြေးကြရတယ်အခုထိုတိုက်ပြက်ကြီးရဲ့ရှေ့မှာလူတစုရောက်ကြတယ်ပယောဂဆရာဦးသူတော်ခေါင်းဆောင်နဲ့အဖွဲ့သားတွေပါရွာကန်ဆိုလို့စိန်တန်းနဲ့မြင့်ဆောင်တို့2ယောက်တော့ပါလိတယ်ထုံးဝင်တယောက်မမျော်လင့်ပဲတည်ဆုံးသွားပြီးရနောက်ကြံ2ယောက်ကလည်းကြောင်းရွံထိတ်လန့်နေဒါပေမဲ့အကျံအစီအောင်မြင်ရင်စင်ရဲရင်းကလွတ်မယ်လို့ဦးသူတော်ကမက်လုံးပေးပြောဆိုပြီးခေါ်လာခဲ့တာမို့အရင်ဆုံးလို့လိုက်လာတယ်ထိုနေရာကိုရောက်တော့ဦးသူတော်ကတိုင်ဟောင်းကြီးကိုပတ်လို့စီဝိုင်းဝိုင်းချင်းဆံမန်းပေါက်တွေကျဲချင်းရာဇမတ်တွေစိတ်နေအောင်ကာကျဲနေကိုပြုတ်လို့တယ်ပြီးတော့ထောင်လေးတောင်မှာဖျောင်းနိုင်ကြီးတွေကိုလည်းစိုက်လို့မိထွန်းထားနေတယ်တိုက်ပါဝါနဲ့တက်တဲ့နေရာလောက်ကြော်ဝဲပြန်ထားပြီး၎င်းအသုံးပြုတဲ့အင်းချက်တွေစေးလုံးတွေနဲ့စေးကျိန်လုံးတွေကိုလည်းအစီအည်တင်ထားနေ၎င်းနဲ့ပါလာတဲ့သူတွေကတော့စီဝိုင်းတွင်းမှာငြိမ်သက်စွာနဲ့ရှိကြတယ်ဦးသူတော်ကရသမျှဂါရမန်းနဲ့နေရွတ်ဆိုတိုက်တယ်လို့အခြေအနေစောင့်ကြည့်တော်လေပတ်ဝန်းကျင်တစ်ခုလုံးအမောင်တို့တွေဖုံးလွှမ်းနေပြီးငြိမ်သက်စွာနဲ့ရှိရင်ဒါပေမဲ့အမောင်ရိပ်ထဲမှာတော့လိုအပ်တဲ့မျက်လုံးတွေကစောင့်ကြည့်တယ်ဦးသူတော်လှုပ်ရှားရှိရောက်တွေလှုပ်ပြီးတော့တိုက်ပြက်ကြီးအတွင်ဝင်စားဖို့ဖြစ်စင်နေဆရာကြီးခြေတံတွေကအများကြီးပဲအင်္ဂလိပ်တရဲတက်စီတွေလာကြပြီနဲ့တူတယ်လာပြီစီပေါ့ကွာငါစိတ်နဲ့တွေ့လို့ကတော့ဒင်းတို့ဘာခံနိုင်မှာမို့လို့လေနောက်ကလိုက်လာတဲ့သူတွေဆရာကြီးဦးသူတော်ကိုများစွာအထင်ကြီးသွားတယ်တာရက်တွင်းမှာမှောင်နေတယ်အတွင်းကိုလျှောက်တော့မီးအောင်ကြောင့်တဝီဝီအတန်းနေကြားတာနဲ့အပေါ်မောကြည့်တော့အပေါ်မျက်နှာချက်မှာဆွဲနေတဲ့ပြားအုံကြီးကိုတွေ့ရတယ်ပြားကောင်นี่မီးအောင်မြင်တဲ့အခါတဝဝနဲ့လှမ်းပြန်နေကြတယ်ဒါပေမဲ့ဝင်လာတဲ့သူတွေကတော့ဘေးရနေရမပေးဘူးတိုက်ပြအတွင်းကိုရောက်တဲ့အခါအပုပ်နဲ့နေရှားလာတယ်အတွင်းပိုက်ဘက်ကလူညီးတန်လိုရဲတန်လိုအတန်နေရာအနှံ့ကကြားလာတယ်
မီးရောင်နဲ့ကြည့်တော့လေဘာမှမမြင်ဘူးဒါပေမဲ့အပုံနှံ့တွေကစူးစူးဝဝထွက်နေတယ်တနေရာကရဲတန်းလိုလိုကြားတာနဲ့မီးရောင်နဲ့ထိုးကြည့်လိုက်တဲ့အခါအမောင်ရဲ့အတွင်းမှာရက်နေတဲ့လူတယောက်ရဲ့တဒံကိုလှမ်းမြင်နေထိုတဒံဟာအပေါဝမှာတောင်းတောင်းကြီးရက်နေတယ်ဆရာကြီးဟိုမှာဒါနဲ့အရဲစွတ်ပြီးရှဲကိုတိုးသွားလို့မီးရိုင်နဲ့မြှောက်ကြည့်ရင်ဟာထိုးဝင်းအလောင်းကြီးပါလားဆရာကြီးလုတ်ပါအောင်ဗျထိုးဝင်းဒီမှာရှောင်းနေပြီတေတာပြည့်တရက်နှစ်ရက်ရှိနေပြီဖောက်ဝင်ပြီးရောင်းလာရော့သလားဟိုမှာမျက်လုံးပြူးကြီးနဲ့လှမ်းကြည့်နေတယ်ဆရာကြီးဒီကောင်ကြီးပျောက်သွားအောင်လုတ်ပါအောင်ဦးသူတော့နောက်ကလိုက်ပါတဲ့သူတွေများတာကတကြောင်ရှင်းမရက်နေတဲ့အလောင်းကလေမလုတ်တာနဲ့အရဲကိုပြီးရှေ့ကိုတိုးကြည့်ရင်အဲ့ဒီခါနောက်ကနေနေတဲ့သူတွေကလေအနောက်ကနေကတ်လိုက်တယ်မီးရောင်နဲ့မြန်နိုင်လောက်တဲ့ခါအမှန်ပဲတေဆောက်သွားတဲ့ထုံးဝင်းအလောင်းဖြစ်မှန်တွေ့ရတယ်အလောင်းကပုတ်ဆပြုတ်နေပြီဖြစ်တာမို့ရုပ်ဖြတ်ဆင်းမြတ်ဖြစ်နေပြီဖြစ်ပြီးမျက်လုံးပြူးခြင်းနဲ့သူတို့စိုက်ကြည့်နေသလိုလည်းရှိတယ်ဝုန်းဆုပ်ပြီးမမျော်လင့်မင်းအလောင်းကောင်ကြီးခုံဝင်လာတာနဲ့ရှောင်ညင်မရတော့ပေဦးသူတော်အပါဝင်အားလုံးတယောက်နဲ့တယောက်တိုက်မိပြီးလဲကြတယ်အလောင်းကောင်ကဦးသူတော်အပေါ်ကာယာကြီးခွာစီးထားသလိုဖြစ်နေတယ်ကျမ်းမြတ်မော်လဲကျသွားတာမို့မီးရိုက်နေတဲ့လွတ်ကြပြီးတခြားစီကိုဖြစ်သွားတယ်ဒီအချိန်အမောင်ရိတ်တဲ့မဲတရံကြီးတွေထွက်လာပြီးတော့တင်းမုတ်ကြီးတွေဒုတ်တွေနဲ့လဲကျသူတွေကိုလိုက်ရောက်တယ်အမလီလှုပ်ကြပါအောင်ဗျတစေတရေတွေထွက်လာပြီဒီအချိန်တိုက်ပြက်ကြီးရဲ့အဝင်ပေါက်မျက်နှာချက်နေရာမှာဆွဲနေတဲ့ပြားအောင်ကြီးတွေဟာတစုံတယောက်ကခြောက်လန့်လိုက်တာနဲ့တဝဝနဲ့ပြိုဆင်းလာပြီးတော့မဲမြာလိုက်လံတုတ်တော်တယ်ဦးသူတော်ကလည်းအခုချိန်ထိအလောင်းကောင်အောက်ကမထွက်နိုင်မရှိသေးတော့ကြံလူတွေရဲ့ဒုက္ခကိုမကယ်နိုင်မရှိရတယ်အပြင်ထွက်တော့လေဗဒံပြားကောင်ကြီးတွေကလိုက်လံတုတ်တာမို့အတင်းဝင်ပြေးပြန်တော့နေမဲတရဝါကြီးရဲ့တင်းမုတ်တန်ခံစားရနေတော့ဦးသူတော်တို့တွေပြေးပေါမရှိအောင်ကိုဖြစ်ရတယ်၎င်းတို့ယူလာတဲ့မီးအိမ်တွေကလည်းမဲတရံကြီးရဲ့တင်းမုတ်ချက်ကြောင့်အစိမ့်အမောင်မှာကွဲပြီးတချို့နေရာမှာမီးတောက်တွေပင်ထလာနေအတန်ကြတော့မဲတရံကြီးဟာတိုက်ပြက်ကြီးအတွင်ကိုဝင်ရောက်ပျောက်ခဲ့သွားတော့တယ်တိုက်ပြက်ကြီးတွင်းမှာကြံ့နေခဲ့တဲ့လောကသားတို့ရဲ့ကန့်ကြက်မှာဟာနောက်တနေ့ကျွန်းသူကျွန်းသားတွေကနေတဆင့်သတင်းတစ်ခုထွက်ခဲ့တယ်ဒီသတင်းကတခြားမဟုတ်ဘူးတိုက်ပြက်ကြီးကိုသွားရောက်ကရွှေငွေရတနာတွေရှောက်ဖွေတဲ့ဦးသူတော်တို့အဖွဲဦးသူတော်နဲ့တခြားတယောက်တို့အသက်သေးပြီးတခြားသူတွေဟာပြားတုတ်တဲ့ဓာတ်နဲ့တရေတပတ်များထူနှက်လိုက်တဲ့ဒဏ်ရာများစွာတို့ရပြီးမသိရုံသာရှိကြတယ်ဦးသူတော်ကထုံးဝင်းအလောင်းကြီးဖိရက်သားနဲ့ပဲအကြောက်လွန်လို့အသက်ပြောင်းနေတယ်စိန်တန်းနဲ့မြင့်ဆောင်တို့နှစ်ယောက်တို့ကလည်းပြားတုတ်တဲ့ဒဏ်ရာကြောင့်လူရုပ်ပဲမပေါ်အောင်ရုပ်ပြက်ဆင်းမြက်ဖြစ်ကြတယ်၎င်းတို့နဲ့ပတ်သက်တဲ့သတင်းတွေဟာကြီးကျွန်းတရွာလုံးပျော်မဆုံးအောင်ရှိကြတယ်ဒီအချိန်ဖျားကုန်းတော်ပေါ်မှာဘုံကြီးဥပညာကပ္ပယကြီးဥသားများဥပန့်ကောင်နီမောင်စောထီငမဲအောင်နဲ့မြသင်းကျူတို့စုံစွာနဲ့ရှိကြတယ်ဘုံကြီးဥပညာကဖျားနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေပြောဆိုမှကြပြီးတောင်အောက်ကိုပြန်ဆင်းနေအကိုတို့တွေခုလိုကူညီပေးကြတော့တိတ်ပြီးကျေးဇူးတင်ပါတယ်အခုဆိုဖျားပြုပြင်တဲ့ကိစ္စတွေပြီးစီသွားရုံမကဘူးအနောက်ရှက်ပေးမဲ့ရန်သူတွေပါကေရှင်းသွားပါတယ်ဒါကြောင့်အားလုံးကျေးဇူးတင်ပါတယ်ရပါတယ်မြသေးကျူရေကူညီခွင့်ရလို့အကူညီပေးရတာကိုဝမ်းသာပြီဒါထက်တရေတစ်ပတ်တည်းအယောင်ဆောင်ပြီးတိုင်းဆရာနဲ့အဖွဲ့သားတွေကိုမှတ်လအောင်ဆုံးမပေးလိုက်တဲ့ဟောရီယာစော်ထီနဲ့ငမဲအောင်တို့သာကျေးဇူးတင်ရမှာငါတို့ကျေးဇူးတင်စားမလို့ပါဘူးလောဘသားတွေဆုံးမပေးလိုက်ရတာပဲကျင့်နေပြီငါတို့အဖွဲ့သားတွေခုလိုဆောင်ရွက်နိုင်တာအဓိကကူညီပေးတဲ့သူကတော့ဟောရီယာကပ္ပယကြီးဦးသားမြိုင်မင်းအဖြစ်ပြက်အမှန်ကဒီလိုဖြစ်တယ်ကျွန်းမကိုတိုက်ဆရာတွေလျှောက်တော့မြသေးကျူကဆရာတော်ဦးပညာကိုကူညီတောင်းနေဒီအခါဦးပညာကကပ္ပယကြီးဦးသားမြိုင်ကိုခေါ်လို့တောင်းဝင်ပေးလိုက်တယ်တကယ်တော့ဦးသားမြိုင်ဟာတိုက်ပြက်ကြီးရလှုပ်ဝက်ချက်တွေသိထားတဲ့အဆက်နွယ်တယောက်ဖြစ်တာကိုအားလုံးကမသိဘူးဒီအကြောင်းကိုသိထားသူဘုန်းကြီးဦးပညာတပါးသာရှိရင်ဘုန်းကြီးတောင်းဝင်ပြီးတော့ဦးသားမြိုင်ကဖျားပြုပြင်နေညီမောင်တို့အကြောင်းဆောင်ဖွင့်ပြောပြီးတိုင်ပင်နေဒီလိုတိုင်ပင်ပြီးတောထဲမှာဦးသူတော်နဲ့မြသင်းကျူတို့တွေ့တော့တောထဲမှာစောင့်နေပြီးပရလောကသားတွေအယောင်ဆောင်လို့အတန်နေကိုပေးခဲ့တယ်ပြီးတော့ဦးသူတော်တို့တိုက်ပြက်ကြီးကိုသွားမယ်နေတောထဲကထုံးဝင်းလောင်းကိုတဲသွားပြီးတုတ်ကိုင်းတက်ကထောင်ထားတယ်နီမောင်ဥပန့်ကောင်စော်ထီငမဲအောင်တို့က
ပြားတော်ရင်မထိစေဖို့အဝတ်မဲကြီးတွေအုပ်ချုံထားပြီးနာနာဘဝတွေအယောင်ဆောင်ထားတယ်။ဦးသူတော်အနာရောက်တော့တုတ်ကိုင်းကျိုးကိုဖျက်ပြီးတယ်။အလောင်းကရှေ့ကိုခေါင်းထပ်သွားပြီးဦးသူတော်ရဲ့ကိုယ်ပေါ်ကျသွားတယ်။ဒီအချိန်ကြောက်တဲ့တကြောင်ပြင်းရင်မိရိတ်နေကျသွားတော့ညီမောင်တို့ကပရလောကသားတွေအယောင်ဆောင်ထွက်ရိုက်တယ်။တပြိုင်နက်တည်းမှာပဲအပေါကမျက်နှာကျက်မှဆွဲနေတဲ့ပြားအောင်ကြီးကိုဒုံးနဲ့ထိုးသူကထိုးချတော့လောဘသားတွေထပ်ပေါက်ပိတ်သွားပြီးဒုက္ခရောက်ကြတယ်။တကယ်တော့လောဘသားတွေကတိုက်ပြက်ကြီးတွေကငွေရင်းကားတွေရွှေငွေရတနာတွေရှိနေသေးတယ်လို့ထင်နေတယ်။တကယ်တော့အဲ့ဒီမှာဘာမှမရှိတော့ဘူး။ဘယ်ရောက်သွားလို့လဲဘာကြီး။ကျုပ်ရဲ့ဘာကြီးကအင်္ဂလိပ်တွေရဲ့လူယုံတော်တအူးပါ။အင်္ဂလိပ်တွေအသက်ခံရတော့သူကလွတ်သွားတယ်။သူမသေးခင်ကျုပ်ကိုလှုပ်ဝက်ချက်တွေအလုံးပြောပြသွားခဲ့တယ်။ဒါကြောင့်ဖုန်းကြီးနဲ့တိုင်မြပြီးတိုက်ပြက်ကြီးတွေကရတနာတွေနဲ့ငွေရင်းကားတွေယူပြီးတော့ဖះကုန်းတော်အောက်မှာမြုပ်ထားပြီးပါပြီ။ဒါဖြင့်မြသင်းကျုပ်စီကငိုရင်းကဘယ်ရလဲကျုပ်ပေးလိုက်တာမြသင်းကျုပ်ကလေတခြားမဟုတ်ဘူးကျုပ်တူမလေးဟင်ကျုပ်အနေနဲ့ငွေရင်းကားတွေထုတ်ပြီးဖះပြုတ်ပြင်ရင်လောကသားတွေရိမ့်မိမှဆိုလို့တူမလေးမြသင်းကျုပ်နဲ့တိုက်မြပြီးခုလိုလောက်ရတယ်ဒါဖြင့်မြသင်းကျုပ်ကတိုင်နှန်းနဲ့လာတယ်ဆိုတာမဟုတ်ဘူးလားတကယ်တော့သူကအဲ့ဒီရောက်လူတွေနဲ့အဆက်အသွယ်ရှိရလူတယောက်ဒါပေမဲ့လူဘဝမှာနေခွင့်အချိန်တော့တဘွားစာရှားထားတဲ့သူဒီစကားကြားရတာဝမ်းသာပါတယ်ဗျာခုတော့ဖះလည်းပြုတ်ပြင်လို့ပြီးသွားပြီခင်ဗျားတို့တူဝရီရဲ့ကောင်းမှုကြောင့်ကျုပ်တို့တွေလည်းကုသိုလ်ရကြတယ်ခုတော့ကျုပ်တို့တွေကတော့အကုန်ပြီးပြီညီမောင်ကတော့ဆက်လို့ဆရာလေးတွေရှိအောင်မဲ့ထဲနေဥပ္ပံကောင်းကပြောလိုက်တယ်ဘာအလုံးများလဲဗျဩမြသင်းကျူဆိုတဲ့ကလေးမသူ့ကိုငွေရင်းကားတွေပေးထားတယ်ဆိုတော့ဘလောက်ကုန်နေဘလောက်ကြံနေဆိုတာရှင်းပြရအောင်မင်းဒါကတော့သူတို့ချင်းရှင်းကြပါစီပေါ့ဦးသားမြိုင်ကရိုးကန်ပြောတဲ့ထင်တာနဲ့ထိုမြသာပြောပြီးတောင်အောက်ကိုဆင်းသွားတော့ဥပ္ပံကောင်းတို့၃ယောက်ကပါအနောက်ကနေဆင်းလိုက်တယ်တောင်ကုန်းပေါ်မှာတော့ညီမောင်နဲ့မြသင်းကျူတို့၂ယောက်ကြံခဲ့တယ်မြသင်းကျူတကယ်ပဲတိုင်နှံကိုပြန်မသွားရတော့ဘူးလားဟုတ်ပါတယ်အကိုညီမောင်ကြီးကျမကတိုင်နှံလူတွေနဲ့အဆက်အသွယ်ရှိရဆိုပေမဲ့အခုဘဝမှာကုသိုလ်ကောင်းမှုတွေညံ့ညလုပ်ရင်ဘဝဟောင်းကိုပြန်သွားကြမလို့ဘူးဒီစကားကြားရတာဝမ်းသာလိုက်တာဗျာကျမဘဝဟောင်းကိုမပြန်ရဘူးဆိုတာနဲ့ကိုနီမောင်ကဘာလို့ဝမ်းသာတာလဲလူကြီးတွေပြောတဲ့ကြားဘူးတာတော့လူဘဝဆိုတာရာခဲတယ်လို့ပြောတယ်လူဘဝမှာကြာရင်းနေရတော့ဝမ်းသာစရာပေါ့နောက်ပြီးမြသင်းကျုနဲ့လေအမြဲတွေးလို့ရှားတာပေါ့ကျမဖះပြုတ်ပြတဲ့ကိစ္စပြီးသွားပြီဆိုတော့ဖះကုန်းတော့ပေါ့ရောက်ဖြစ်တော့မှလည်းမဟုတ်ဘူးကိုနီမောင်နဲ့ဘလို့တွေ့တော့မှလဲဒီတော့လေမြသင်းကျုနေတဲ့နေရာလာမှာပေါ့ကိုနီမောင်ကျမနေရနေရသိလို့လားမသိလဲကပ်ပြကြီးဦးသားမြိုင်ကိုမေးပြီးလာမှာပေါ့ကိုနီမောင်ကိုရွှေနဒီတိုင်နှံနေအပြေးခေါ်သွားရင်မခတ်ဘူးလားမခတ်ပါဘူးမြသင်းကျုနဲ့တော့အတူတူနေရမယ်ဆိုဘယ်နေရာမှာပဲဖြစ်ဖြစ်နေနိုင်တယ်ဒီစကားကတကယ်ပဲပြောတာလားတကယ်ပြောတာပေါ့ကျွန်တော်ဖះကုန်းတောင်ပေါ်မှာမြသင်းကျုကိုစောက်တွေ့တဲ့ကဆွဲလန်းနေခဲ့တာအခုလိုချင်းနေမှန်ကိုသိရတော့ပြောချင်တဲ့စကားတွေပြောဖို့အခွင့်အရေးရှာတယ်ကိုနီမောင်ကဘာများပြောမှမဟုတ်လေတခြားတော့မဟုတ်ပါဘူးမြသင်းကျုအပေါ်မှာမြတ်တာရှိရဲ့အကြောင်းနဲ့မြသင်းကျုကကျွန်တော်ရဲ့မြတ်တာကိုလက်ခံမေးဆိုလက်ထပ်ဖို့ခွင့်တောင်းမလို့ပါအခုမှတွေ့ရတာတယောက်အကြောင်းတယောက်သိဖို့မစုံစမ်းသင့်ဘူးလားစုံစမ်းမယ်ဆိုလေစုံစမ်းလို့ရှာတယ်ဒါပေမဲ့ကျွန်တော်ရဲ့မြတ်တာလက်ခံမခံဆိုတာတော့အရင်သိထားပါရစေကိုနီမအယောင်းဝယ်ဖြစ်မဖြစ်တာမသိကြသေးဘူးစေရရင်တောင်းသလိုမဖြစ်ဘူးလားစိတ်ချလက်ချဖြစ်ချင်လို့ကိုနီမောင်ရင်ကျမတဘောအခုလောက်ဆိုအကဲမခတ်မိသေးဘူးလားကျမကိုနီမောင်ရဲ့အကြောင်းဘာကြီးစီကတီတန်တဲ့လောက်သိထားပြီးပြီဒါကြောင့်ကိုနီမောင်မြတ်တာကိုလက်ခံမှာတော့မင်းဒီစကားကြားရတာဝမ်းသာလိုက်တာဗျာအခုမှပဲရှင်ထဲကအပူလုံးကြီးကျသွားတယ်ကျွန်တော်တို့နှစ်ယောက်တွေးကြပုံကတိတ်ပြီးစမ်းကြက်တာပဲနော်ရွှေနဒီတိုက်ကိုအကြောင်းပြုပြီးတွေးဆုံချားရတယ်ဆိုတော့ရွှေနဒီဖူးစားလို့အမည်ပေးရင်တော့ကောင်းပြီအချိန်ကညနေပိုင်းအချိန်ရှောင်းလာတယ်ရာသီဥတုတာယာနေရမို့ပင်လယ်ပြင်ပေါ်မှာရွှေအိုရောင်စီးစာရိတ်တွေပြန့်ကျဲတယ်လေးတက်ဖြူဖြူတိုက်လိုက်တိုင်းငွေရောင်လှိုင်းချက်ခုတ်လေးများကကန်းဆက်ပေါ်ပြည့်တတ်တယ်လေတိုးလိုက်တိုင်းကြိုက်ဒီဇီတီတော့ကဆဲလဲတန်လေးကပေါ်ထွက်တယ်တာယာလှတဲ့အတန်ကလေးတွေဟာချစ်သူနှစ်ဦးအတွက်
ကောင်းချီပေးနေတယ်လို့ရှိတော်တယ်မောင်ကြီးတန်းစာအချိန်မှာနီမောင်နဲ့မြသေးကျူတို့လက်ချင်းစုပ်ကန်ကဖះကုန်းတော်ဘော်ကဆင်းလာကြတော့တယ်ဟုတ်ကဲ့ပါကျမတို့ channel ကထောင်းလင်းပေးခဲ့တဲ့ဇာတ်လမ်းကတော့ဒီနေရာမှာနေပြည်စုံခဲ့ပြီဖြစ်ပါတယ်နောက်ရက်တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းကြောင်းရာတွေပြောပြတင်ဆက်ပေးအောင်ပါမို့နောက်ဗီဒီယိုကိုဆက်လက်ဆောင်မြော်ပြီးအားပေးနားဆင်ပါအောင်နော်အားပေးနားဆင်သူပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်